မင်္ဂလာပါ Elevate Your Mind Burmese Audiobook Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဖတ်ပြပေးခြင်းတဲ့စာအုပ်ကတော့စာရေးဆရာမျိုးလွင်ဘာသာပြန်ဆိုထားတဲ့ဘဝရဲ့နေရာမှာ12ချက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာအုပ်လေးကိုမဖတ်ပြခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပြီးအားပေးသွားလို့ရပါတယ်မိတ်ဆွေအနေနဲ့ကျွန်တော်ဝေဖန်အကြံပြုချင်တာမျိုးရှိရင်အားမနာတဲ့ comment မှာလွတ်လွတ်လပ်လပ်ရေးပေးသွားလို့ရပါတယ်ဒီဘဝနေရာမှာ12ချက်စာအုပ်လေးကသင်ရဲ့ဘဝကိုအဆင့်တိုင်းမှာပိုင်နိုင်ကျွမ်းကျင်စေဖို့ကူညီဖေးမပေးမဲ့အားကောင်းတဲ့ဥပဒေသ12ချက်ကိုဇောင်းပေးထားပါတယ်။ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့နဲ့ဘဝမှာဝမ်းသာကျင်တဲ့ခံစားမှုရရှိဖို့အတွက်လမ်းပြမှတ်တိုင်တွေဖြစ်စီလို့ဘာလို့နိုင်တယ်လဲဆိုတာကိုထိုးထွင်းတဲ့အသည့်တွေကိုရရှိစေနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကကျွန်တော်တို့လက်ရှိနေရာကိုဘယ်လိုရောက်လာရလဲ။ဘယ်လိုယုံကြည်စိတ်ချရမလဲဆိုတာနဲ့လက်ရှိနေရာကနေကျွန်တော်တို့ရောက်ချင်တဲ့နေရာထိရောက်ဖို့ဘယ်လိုဖန်တီးယူရမလဲဆိုတာတွေကိုလမ်းပြပေးထားပါတယ်။အချုပ်ပြောရရင်ဒီဘဝရဲ့နေရာမှာ12ချက်ကအကောင်းဆုံးဘဝကိုဘယ်လိုနေထိုင်နိုင်မလဲဆိုတာကိုလမ်းပြပေးလိုက်တာပဲဖြစ်ပါတယ်။လူမှုရေးစီမင်းစည်းကမ်းတွေကိုချိုးဖောက်နိုင်ပေမဲ့ဘဝရဲ့နေရာမှာတွေတော့ဖျောက်ဖျက်လို့မရနိုင်ပါဘူး။ဒါဟာအရေးကြီးတဲ့သင်ခန်းစာတွေဆိုရင်အရင်တော့ကြတော့ဘာလို့မိမ့်မဆက်ခဲ့ရလဲဆိုပြီးစဉ်းစားတာဟာတိတ်ပြီးတော့တဘာဝကြပါတယ်။ကျွန်တော်သာခမားနေရာမှာဆိုရင်လေကျွန်တော်လိုပဲဒီလိုတွေးမိမှာပါပဲမေးမိမှာပါပဲ။ဒါပေမဲ့လက်တွေ့မှာတော့ဒီသင်ခန်းစာတွေဟာကျွန်တော်ရှိမှရောက်နေပြီပါပြီ။တစ်ချိန်မဟုတ်ပါဘူး၊နှစ်ချိန်မဟုတ်ပါဘူး။အချိန်ပေါင်းများစွာပါ။ပုံစံမျိုးစုံတွေပါ။ဒီဘဝရဲ့ဥပဒေသ12ချက်ကိုကျွန်တော်တို့ကိုသင်ဖို့သဘောပေါက်ဖို့အတွက်ရောက်နေကြတာပါ။ဒီဥပဒေသားတွေကအရာရာရဲ့အခြေခံအကြောင်းအရာတွေပဲဖြစ်ပါတယ်။အသေးငယ်ဆုံးအတန်ကနေအကြီးဆုံးနေမင်းကြီးအထိအရာရာဟာဒီနိယာမှာတဘာဝတရားတွေကိုအရင်ခံထားကြရတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီဥပဒေသားတွေဟာကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိနေပြီးသားကိုပဲလမ်းကြောင်းပေးထားဖြစ်ပါတယ်။ဥပဒေသားတစ်ခုချင်းစီကိုနားလေသူဟာဘဝကိုကျွမ်းကျင်ပိုင်နိုင်ဖို့အထူးတော့ချက်ကိုကင်ထားရသူဆိုပြီးတော့လည်းယူဆလို့ရပါတယ်။စัจ java လာရဲ့ဆရာဖြစ်ဖို့အထူးအချက်ကိုသိထားရသူလည်းဖြစ်ရမယ်လို့ယူဆရပါတယ်။အရာရာတိုင်းဟာစွမ်းအင်ပါ။တခြားဘာမှမရှိပါဘူး။တင်လို့ခြင်းနဲ့လက်တွေ့ဘဝလှိုင်းလုံးနဲ့ရှင်းကြည့်လိုက်ပါ။အဲ့ဒီကိုတွေ့လက်တွေ့ဘဝကမရလို့မဖြစ်တော့ပါဘူး။တခြားနည်းလမ်းလည်းမရှိပါဘူး။ဒါကတော့အတွေးခေါ်ဒသနိကဗေဒမဟုတ်ပါဘူး။ယူပဗေဒပါလို့အိုင်စတိုင်းပြောခဲ့ပါတယ်။အမှန်ကဒီဘဝရဲ့နေရာမှာ12ချက်ကိုကျွန်တော်တို့ရဲ့ရှေးခေတ်အတွေးခေါ်ပညာရှင်ကြီးတချို့ကတော့ယုံကြည်ပြီးတော့အကောင့်ထဲဖော်ခဲ့ကြရတာဖြစ်ပါတယ်။အဲဒါကြောင့်လေသူတို့ဟာထာဝရတင်းတိမ်ရောင်ရဲ့ကျင့်နေပြီးတော့သူတို့ရတာအပေါ်မှာဝမ်းမြောက်ဝမ်းသာဖြစ်နေကြတာပါ။သူတို့ရဲ့ဘဝတွေဟာအရာရာပေါ်လွင်ထင်ရှားလာစေဖို့အတွက်ဒီနေရာမှာတွေကိုအသုံးချခဲ့ကြတာပါ။သူတို့ရဲ့ဘဝတွေမှာဖြစ်ချင်တာတွေကိုဖြစ်လာစေဖို့အတွက်သူတို့ရဲ့အတွေးတွေလွှမ်းမိုးမှုတွေကိုနားလေသဘောပေါက်ကြပါတယ်။အတွေးတွေဟာအင်မတန်ကြီးမားရုံနဲ့မကပါဘူး။သူတို့ရဲ့ဘဝအတွက်အဓိကတော့ချက်ဖြစ်ပါတယ်။ဒီချက်ကဒီနေရာမှာ12ချက်ကိုသက်သေပြထားပါတယ်။ဒီနေရာမှာ12ချက်ကိုသင်ရနားလည်မယ်၊အသုံးချမယ်၊ကိုက်ညီအောင်နေမယ်ဆိုရင်သင်ရဲ့ဘဝအနေပေတိုင်းမှာတိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။တခါကမှစိတ်မကူးခဲ့ဘူးတဲ့အကျိုးထူးတွေကိုလည်းသင်စပြီးတော့ဖန်တီးတော့မှာပါ။ဒီနေရာမှာတွေကသင်ကိုဒဏ်ခတ်မှာမဟုတ်တယ်လို့စုပေးမှာလည်းမဟုတ်ပါဘူး။သူတို့ရှိနေကြတာဟာသူတို့အတွက်ဖြစ်ပါတယ်။ကပ္ပဆွဲငင်အားနေရာမှာလိုပါပဲ။ဒီနေရာမှာတွေဟာပုံကိုရင်းနဲ့မသက်ဆိုင်ပါဘူး။မတိစိတ်တခြားအလိုလိုလဲပတ်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။သင်ရဲ့တွက်ကြရတဲ့တိစိတ်မပါပါဘူး။ဒီမှာမေခွန်းကြီးတစ်ခုပါပဲ။ဒီနေရာမှာတွေကိုသင်ကနားလည်ဖို့အစဉ်သင့်ဖြစ်ပြီလား။လိုက်နာဖို့ရောအစဉ်သင့်ဖြစ်ပြီလား။တကယ်လို့အသင့်ဖြစ်ပြီဆိုရင်ဆက်ဖက်ပြီးတော့ဒီနေရာမှာ12ချက်ကဘာတွေလဲ။သင်ဘဝကိုမွေးကင်းစားနဲ့စပြီးတော့ဘလို့အကျိုးတက်ရောက်စေရလဲ။စတာတွေပါတဲ့သမုတ်တရားရေကိုဒိုင်မင်ထိုးချလိုက်ပါတော့။အခုကစပြီးသင်မြန်နိုးတဲ့ဘဝတစ်ခုကိုဖန်တီးဖို့အတွက်ဒီနေရာမှာအားလုံးကိုအသုံးချလို့ရပါပြီ။အခန်း1ဂျာနေဝါဒနေရာမှာဒီဂျာနေဝါဒနေရာမှာတဘာဝတရားရဲ့ဥပဒေသားတွေအားလုံးဟာညီတူညီမျှအကျုံးဝင်ပါတယ်။ချွင်းချက်မရှိပါဘူး။စัจ java လာရဲ့နေရာမှာ12ချက်ဖြစ်ဖြစ်ကံကြမ္မာရဲ့နေရာမှာ12ချက်ဖြစ်ဖြစ်ဘဝရဲ့နေရာမှာ12ချက်ဖြစ်ဖြစ်အကျုံးဝင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့စัจ java လာကြီးဟာဘသူကိုမှဗတ်လိုက်ခြင်းမရှိတာမျိုးကြောင့်ဖြစ်ပါတယ်။တကယ်ကကျွန်တော်လူသားတွေကသာဗတ်လိုက်တာတွေအစင်တန်းခွဲကြတာတွေအခြေအနေကိုရှုပ်ထွေးအောင်ဖန်တီးနေကြတာဖြစ်ပါတယ်။နေရာမှာတရားတွေကလူတိုင်းနဲ့တာတူညီမျှအကျုံးဝင်စေပါတယ်။ဇက်အနေမြင့်ကြားမှအသားအယောင်ချမ်းသာကြွယ်ဝမှုတွေကိုမခွဲကြပါဘူး။ပူကျွတ်နေတဲ့သွားအိုးကိုသွားကင်မိလိုက်တယ်လို့ပါပဲ။သင်ဟာလူကောင်းပဲဖြစ်ဖြစ်မကောင်းတဲ့သူပဲဖြစ်ဖြစ်ပူနေတဲ့အိုးကိုကင်မိရင်
တင့်လက်ကလောင်သွားမှာအသေးကြပါပဲဂျားနေဝါဒနီးယာမာကနီးယာမာတွေဟာလူတိုင်းအတွက်မျှမျှတတရှိရဆိုတဲ့အချက်ကိုအလေးပေးပြောတာဖြစ်ပါတယ်စัจ java လာကြီးနဲ့သူ့ရဲ့နီးယာမာတွေဟာဂျားနေတွေသာဖြစ်ကြပါတယ်သူတို့မှာအကြိုက်ဆုံးဆိုတာမရှိပါဘူးဒါမှမဟုတ်တီးခြားအတန်းစားတစ်ခုဒါမှမဟုတ်အမျိုးအစားတစ်ခုကိုဦးစားပေးတာမျိုးမလုပ်ပါဘူးဒီနီးယာမာတွေအားလုံးဟာလူတိုင်းအတွက်တာတူညီမျှပါပဲလူတိုင်းကလည်းတာတူညီမျှပါပဲကမ္ဘာဆွဲငင်ရနီးယာမာကိုနမူနာကြည့်လိုက်ပါအမြင့်မှန်နေပါတယ်လူတိုင်းတက်ရှိတရားဝါတိုင်းအတွက်ဒီနီးယာမာကအကျုံးဝင်နေပါတယ်သင်ကလူကောင်းဖြစ်တာနဲ့လူဆိုးဖြစ်တာနဲ့မဆိုင်ပါဘူးအဆောက်အုံတစ်ခုရနေခုံချလိုက်လို့ရှိရင်မြေကြီးပေါ်ပြုတ်ကျမှာဖြစ်ပါတယ်လူတိုင်းအကျုံးဝင်ပါတယ်ချွင်းချက်မရှိပါဘူးကမ္ဘာဆွဲငင်ရနီးယာမာဟာတဘာဝနီးယာမာတစ်ခုလိုအရာရာနဲ့အကျုံးဝင်ပါတယ်ဒီဘဝရဲ့နီးယာမာတွေအားလုံးဟာလေလူတိုင်းနဲ့အကျုံးဝင်ပါတယ်ဒီနီးယာမာတွေကတမာကျန်းစာနဲ့နိုင်ရှင်လို့မရပါဘူးအခွန်အခတွေပေးရမယ်ဆိုတဲ့ဥပဒေရေးရာစီရင်ထုံးတွေလို့လည်းသဘောမထားရပါဘူးဘာကြောင့်လဲဆိုတော့တမာကျန်းစာတွေဥပဒေရေးရာစီရင်ထုံးတွေကိုလူတွေကပဲဖတ်နိုင်ဖို့ရေးထားတာဖြစ်ပါတယ်စောက်တွေထဲမှာရေးထားတာဖြစ်ပါတယ်နောက်ပြီးမဲပြားတပြားလေးနဲ့လည်းပြောင်းလဲပြစ်လိုက်လို့ရပါသေးတယ်တစ်ချိန်တည်းမှာဘဝရဲ့နီးယာမာတွေကိုတော့စัจ java လာရဲ့အဆောက်အုံပေါ်မှာရေးထားတာဖြစ်ပြီးတော့ချိုးဖောက်ဖြတ်လို့မရပါဘူးဖြတ်ပစ်လို့လည်းမရပါဘူးဒါဆိုရင်သင်ကဒီနီးယာမာတွေကိုမလိုက်နာဘူးဆိုရင်ဘာဖြစ်မလဲဒီမေးခွန်းဖြေဖို့အတွက်သင်ကဥပဒေပြဋ္ဌာန်းချက်တစ်ခုကိုမလိုက်နာတဲ့အခါမှာဘာဖြစ်မလဲဆိုတာကိုစဉ်းစားကြည့်ကြရအောင်သင်အခွန်အခတွေကိုအချိန်မီမပေးတဲ့အခါမှာပြစ်ဒဏ်ကြခံရမှာဖြစ်ပါတယ်အလားတူပဲဘဝရဲ့နီးယာမာတွေကိုမလိုက်နာနိုင်ရင်သင်ကမပြည့်စုံဘူးလို့ခံစားရမှာဖြစ်ပါတယ်ဘဝဟာဝေဒနာတွေနဲ့ပြည့်နေနိုင်တဲ့ပုံစံပုံပေါက်နေမှာဖြစ်ပါတယ်အတူချုပ်ရမယ်ဆိုရင်သင်မပျော်ရွှင်နိုင်တော့ပါဘူးအခန်းနှစ်သဘောတူညီမှုနီးယာမာကျွန်တော်တို့ကတစ်ခုခုကိုကောင်းတာဒါမှမဟုတ်ဘူးဆိုရင်မကောင်းတာကိုယုံကြည်ထားပါစေကျွန်တော်တို့ကြုံတွေ့နေရတာတွေဟာကံကြမ္မာရဲ့စီရင်မှုပေါ်မှာအခြေခံတဲ့ရခင်သဘောတူညီမှုကြောင့်ဖြစ်တယ်လို့ဒီနီးယာမာကဆိုပါတယ်ဆိုလိုတာကကျွန်တော်တို့ရဲ့ဘဝလမ်းခီးမှာဘာပဲဖြစ်ဖြစ်ဘလို့အခြေအနေတစ်ခုခုပဲဖြစ်ဖြစ်ပေါ်ပေါက်လာတာဟာအရင်အတိတ်ဘဝမပြီးဆုံးသေးတဲ့ကံကြမ္မာကိုတန်တရားကလက်ဆက်သက်ရမယ်လို့ဆိုတာဖြစ်ပါတယ်ဒီလို law of agreement သဘောတူညီမှုနီးယာမာကိုစိတ်ထဲမှာထားတာကအတွေ့အကြုံတိုင်းကိုရင်ဆိုင်ပြီးတော့ဆက်လက်ရှင်သန်ဖို့အင်အားပေးလိုတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စံတွေပေါ်မှာမူတည်ပြီးတော့အတွေ့အကြုံတွေကိုကျွန်တော်တို့ကကောင်းတယ်ဆိုးတယ်စတဲ့အဓိပ္ပာယ်တွေဖွင့်ဆိုကြတာပါနှစ်သက်စရာအတွေ့အကြုံတစ်ခုလို့ထင်ရတဲ့အခါမှာရသလောက်အပြည့်အဝဆုံးနေလိုက်ပါမနစ်မျိုးစရာအတွေ့အကြုံတစ်ခုဖြစ်ခဲ့ရင်လေသင်ကကံကြမ္မာတန်တရားထဲမှာလည်နေခဲ့လို့နားလည်လိုက်ပါဒီအတွေ့အကြုံကနေရရွေယူနေတာကအကောင်းဆုံးပါပဲဒီအတွေ့အကြုံတွေဟာအတိတ်သဘာဝမှာသဘောထားတူပြီးတော့ဖြစ်ပျက်ပြီးသမျှအရာတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ပြောရင်မမှားပါဘူးအခုဖြစ်ပျက်တာကကျွန်တော်တို့အတွက်အကောင်းဆုံးပဲဖြစ်ပါတယ်ဒီနီးယာမာကတန်တရားဖြစ်တာသဘာဝပါဒီမတော်တဆမှုဆုံးရှုံးမှုဒါမှမဟုတ်စိတ်မချမ်းသာစရာကိစ္စတွေကိုကျွန်တော်သဘောမတူပါဘူးဒီကိစ္စကိုသင်ကသဘောမတူခဲ့ဘူးဆိုတာကသင်နဲ့သဘောတူပါတယ်ဒါပေမဲ့အစိုးရအကောင်ဆိုတဲ့ဆိုရိုးစကားတွေကိုကျွန်တော်တို့ဟာမျှတကြောင်းပြလိုက်ပါတယ်ဒီတွေ့ကြုံတွေဟာကျွန်တော်တို့ကောင်းဖို့အတွက်ဖြစ်တယ်လို့ပြောခဲ့သလိုပါပဲအဲ့ဒါကြောင့်ဒီလိုမနှိမ့်မျိုးစရာလို့ထင်ရတဲ့အတွေ့အကြုံတွေဟာတကယ်တော့အစိုးရအကောင်တစ်ခုပဲဖြစ်ပါတယ်အရာခက်သိမ်းချောမောနေခဲ့ရင်ခီလန်ချောမောနေသည်ကျွန်တော်တို့ရဲ့အခန်းကဏ္ဍကိုကျွန်တော်တို့ကပုံမှန်ပါဝင်ကြမှာဖြစ်ပါတယ်ဒါကတော့စမ်းသက်တဲ့ကာလတွေမှာကျွန်တော်တို့ရဲ့စွမ်းရည်နဲ့အတူအရေးချင်းတွေကိုအခက်ခဲမှာရင်ဆိုင်ဖြေရှင်းဖို့အတွက်စူးစမ်းရှာဖွေတဲ့အခါမျိုးမှာဖြစ်ပါတယ်အလုပ်ရှင်ကအလုပ်ဖြုတ်တာကိုခံရပြီးတဲ့နောက်အဲ့ဒီကုမ္ပဏီနဲ့ပြိုင်ဘက်တွေဖြစ်လာယုံမကဒီကုမ္ပဏီကိုပါဝယ်လိုက်တဲ့ဝန်ထမ်းတွေအကြောင်းဇလန်းတွေအများပြားရှိနေခဲ့ပါတယ်ဒီဝန်ထမ်းအလုပ်မပြုတ်ခဲ့ရင်သူဟာအဲ့ဒီဝန်ထမ်းရဲ့စွမ်းရည်စွမ်းပကားကိုဘယ်တော့မှတွေ့ရမှာမဟုတ်ပါဘူးအဲ့ဒီကုမ္ပဏီကိုတော့ပိုင်ဆိုင်ထားတဲ့အဆင့်ထိတိုးတက်လာကြတာဆိုတာကိုသိကြမှာမဟုတ်ပါဘူးသင်ရဲ့ဘဝမှာလည်းပဲစိတ်ပြက်လက်ပြက်ခံစားမှုတွေဖြစ်ခဲ့မှုတွေအရေးနှိမ့်တယ်လို့ခံစားရမှုတွေနဲ့ကြုံခဲ့ရတဲ့အခြေအနေတွေရှိခဲ့မှာပါဒါပေမဲ့နောက်ပိုင်းအဲ့ဒီအတွေ့အကြုံတွေကသင်ရဲ့တိမ်မြုပ်နေတဲ့စွမ်းရည်ကိုစူးစမ်းရှာဖွေဖို့ကူညီပေးခဲ့တာဖြစ်ပါလိမ့်မယ်ဒီလိုအစိုးရအကောင်အတွေ့အကြုံတွေဟာဘဝကကျွန်တော်တို့စီကိုပြစ်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးအစွမ်းစားတွေကိုထုတ်သုံးဖို့ရည်ရွယ်ချက်သက်သက်နဲ့လုပ်လိုက်တာဖြစ်ပါတယ်ကျွန်တော်တို့အတွက်အကောင်းဆုံးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရှေ့ကိုယူလာပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်သင်ကဘာကိုပဲရင်ဆိုင်နေရပါစေအရေးမကြီးပါဘူး law of agreement သဘောတူညီမှုနီးယာမာကိုယုံကြည်စိတ်ချထားပြီးသင်စီကအကောင်းဆုံးအစွမ်းစားတွေကိုထုတ်သုံးဖို့သင်ဘဝခီးလမ်းမှာပြစ်ပေးလိုက်တာဖြစ်ပါတယ်သင်အတွက်
အကျိုးအတွက်အားလုံးအတွက်ဖြစ်ပါတယ်အဓိကပြောရမယ်ဆိုရင်တော့သင်အကျိုးအတွက်ဖြစ်ပါတယ်အခန်း3 The Law of Lesson သင်ခန်းစာများနေရာမှာသင်ခန်းစာများနေရာမှာအရာဘဝတစ်ခုလုံးဟာသင်ခန်းစာရနေရတဲ့ပြည့်နှက်နေပါတယ်ဒီသင်ခန်းစာတွေဟာအဆန့်ကျင်ဘက်အစွန်းထွက်အတွေ့အကြုံတွေစီကနေလာတာဖြစ်ပါတယ်ဒီအတွေ့အကြုံတွေမှာကောင်းတာရောဆိုးတာရောပါနေပါတယ်သင်ကဒီသင်ခန်းစာတွေကိုသင်ရဲ့စိတ်ရင်းကချစ်ချင်းမြတ်တာပျော်ရွှင်ချမ်းမြေ့မှုနဲ့အသိရှိရဲ့စိတ်တွေအဖြစ်တိုးတက်ပြောင်းလဲလာတဲ့အထိဆက်ပြီးတော့သင်ယူလေ့လာရမှာဖြစ်ပါတယ်ဒီနေရာမှာသဘောပေါက်ဖို့လိုတာကကျွန်တော်တို့စီမှာရှိတဲ့အတွေ့အကြုံတွေအားလုံးကဖွံ့ဖြိုးတိုးတက်ဖို့လိုတဲ့အရေးကြီးတဲ့သင်ခန်းစာတွေကိုသင်ယူဖို့အကူအညီပေးနေတယ်လို့ဆိုတာပါပဲဖြစ်ပါတယ်ထိတ်ဆုံးမှာဘာလို့ရမလဲဆိုတာကိုကျွန်တော်အောက်ခြေမှာသင်ယူလေ့လာခဲ့ပါတယ်ဆိုတဲ့စာကြောင်းတွေကအဆက်ဆက်ရှိလာပါတယ်သင်ခန်းစာများနေရာမှာကနေနောက်ထပ်ရှုထောင့်တစ်ခုကနေသင်ကသင်ချမ်းရောက်တဲ့အထိဆက်ပြီးတော့လေ့လာစည်းဝေးနေရမှာဖြစ်တယ်ဆိုတာပါပဲဒီလိုအမြင်ကနေလွတ်မြောက်သွားမယ်လမ်းမရှိပါဘူးအရေးကြီးဆုံးသင်ခန်းစာဆိုတာကအနာကျင်ဆုံးသင်ခန်းစာတွေပဲဖြစ်ပါတယ်ဒါကြောင့်သင်မကြုံတွေ့လို့တဲ့အရာတစ်ခုခုကြုံလိုက်ရတဲ့အခါတိုင်းမှာဒီအတွေ့အကြုံကနေသင်ယူလေ့လာပါဘဝကသင်ကိုသင်ယူစေခြင်းတဲ့အခါမှာသင်ခန်းစာတွေကိုသင်ယူလိုက်ပါဘဝနောက်ပိုင်းကာလမှာအကူအညီပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဘဝရဲ့မနှင်းမျိုးစရာအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးဒီလိုစံနမူနာပါရာဒိုင်းရှိနေတယ်ဆိုတာဟာအတွေ့အကြုံတွေအပေါ်မှာသင်ရဲ့ခံစားချက်ကောင်းလာစေမှာလည်းဖြစ်ပါတယ်ဒီလိုအစွန်းရောက်တဲ့စံကျင်ဘက်အတွေ့အကြုံတွေရှိခြင်းကစိတ်လှုပ်ရှားမှုအမျိုးမျိုးကိုနားလည်စေတတ်ပါတယ်မဟုတ်ရင်ဒီလိုစိတ်လှုပ်ရှားမှုမျိုးတောင်ယူဆိုင်မိမှာမဟုတ်ပါဘူးဥပမာပျော်ရွှင်ချမ်းမြေ့မှုကိုတန်ဖိုးထားဖို့သင်ကဝမ်းနည်းမှုကိုကြုံတွေ့ဖို့လိုပါတယ်ဝမ်းနည်းမှုဆိုတာကိုမခံဘူးရင်သင်ကပျော်ရွှင်မှုကိုအတိတ်ပဲမဖွင့်နိုင်ပါဘူးဒါမှမဟုတ်ဝမ်းသာမှလည်းမဟုတ်ပါဘူးတခြားစိတ်လှုပ်ရှားမှုတွေနဲ့အတူတူပါပဲဒီသဘောကလည်းအကုန်လုံးနဲ့ထပ်တူညီပါတယ်ကောင်းတာရှင်ဆိုရရှိရပါပဲဒါကြောင့်ဘဝတင့်စီပေးလိုက်တဲ့အရာတွေကိုပွေပိုက်ပြီးတော့လက်ခံလိုက်ပါတိုးတက်ဖို့အတွက်ဘဝကတင့်ကိုသင်ယူစေခြင်းတဲ့သင်ခန်းစာတွေကိုလည်းသင်ယူလေ့လာလိုက်ပါအခန်းလေးအကြောင်းနဲ့အကျိုးနေရာမှာတူတယောက်ရဲ့ရွေချက်တွေနဲ့လုပ်ရက်တွေဟာသူ့ရဲ့အနာဂတ်ကိုလွှမ်းမိုးစေတဲ့အခြေခံသဘောတရားဟာနေရာအနှံ့မှာရှိရဖြစ်တဲ့အတွက်တခြားဘာသာရေးဓလေ့ထုံးစံတွေမှာလည်းဒီသဘောတရားကရှိနေတတ်ပါတယ်ကံကြမ္မာဟာကြော်ကြားတဲ့နမူနာတစ်ခုပါကမ္ဘာပေါ်မှာရှိတဲ့ယဉ်ကျေးမှုအားလုံးနီးပါးမှာသင်ဆိုင်တာကိုသင်ဟာရိတ်သိမ်းရမှာဖြစ်တယ်ဆိုတဲ့သဘောတရားရှိကြပါတယ်ပထမဦးဆုံးစัจ java လာနိယာမစီကိုပြန်သွားရမယ်ဆိုရင်ကျွန်တော်တို့တွေတွေ့ရတာဟာဒါမှမဟုတ်လောက်တာတွေတိုင်းဟာတီးတန့်တစ်ခုတည်းမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အားလုံးဟာတက်တက်ကြွကြွနဲ့ချိတ်ဆက်နေကြလို့ဖြစ်ပါတယ်။ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့လုပ်ရက်တွေဟာနောက်ဆုံးကျွန်တော်တို့စီကိုတနည်းနည်းနဲ့ရောင်ပြန်ဟပ်မှာပဲဖြစ်ပါတယ်။ပေါ့ပေါ့တန်တန်သူတွေကကံကိုယုံကြတယ်။ကြက်ခိုင်တန်ဆွမ်းတဲ့လူတွေကတော့အကျိုးနဲ့အကြောင်းကိုယုံတယ်လို့ Ralph Waldo Emerson ကပြောခဲ့ပါတယ်။သင်ကအချစ်ခံခြင်းသင်ပတ်ဝန်းကျင်ရသူတွေကိုချစ်ပါ။ပေါ်ကျွယ်ဝမှုကိုလိုချင်ရင်တော့ရရရရပြီးကန့်ဆွန်ကြပါ။ကြမ်းကြမ်းမာမာနေထိုင်ဆိုရင်တော့ကောင်းကောင်းမွန်မွန်စားရမယ်။ပုံမှန်ကိုယ်လက်လှုပ်ရှားမှုအားကစားတွေလုပ်ရမှာဖြစ်ပါတယ်။ဒီလောက်တောင်လွယ်ကူရိုးရှင်းတဲ့ရာကိုဘာလို့ခက်ခဲနေစရာအကြောင်းရှိမှလဲ။ကျွန်တော်တို့ရဲ့အတွေ့အကြုံလုပ်ရက်တွေနဲ့ရည်ရွယ်ချက်တွေကိုသိဖို့အများကြီးလုပ်ဖို့လိုတယ်လို့ကျွန်တော်တို့ကထင်တတ်ကြပါတယ်။ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်တန်းတွေကျွန်တော်တို့ဟာကိုပြန်မောင်းနေရတဲ့အခြေအနေမှာရှိနေလေရှိကြပါတယ်။ဒါကြောင့်ပိုကောင်းတဲ့ရလဒ်တွေထွက်ဖို့အတွက်သူတို့ကိုခင့်တဲ့အညီမွမ်းမံဖို့အခွင့်အရေးတစ်ခုရှိရဲဆိုတာကိုကျွန်တော်တို့သဘောမပေါက်ကြပါဘူး။သိဖို့ကအဓိကကြပါတယ်။ပြဿနာကကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့တွေးတောပုံတွေကိုအမြဲတမ်းမသိကြပါဘူး။အဲဒီနောက်မှာအခြေအနေတွေအားလုံးဟာနောက်ဆုံးမှာကျွန်တော်တို့စီမှာဘလို့ဖြစ်ကုန်တယ်လဲဆိုတာကျွန်တော်တို့ကသိချင်ကြပါတယ်။သိအောင်ပြောလို့ရှိတာဘာဖြစ်လို့ငါဖြစ်ရလဲဆိုတော့မကောင်းမြင်တဲ့လူရဲ့စိတ်ထားမျိုးဖြစ်နေတတ်ပါတယ်။ဒါကိုမထိန်ချုပ်ခဲ့ရင်မတရားဖိနှိပ်တာခံရတယ်လို့ခံစားစေရမယ့်အတွေ့အကြုံတွေတစ်ခုပြီးတစ်ခုဆက်ပြီးပေးနေတော့မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့ငါဖြစ်တာလဲအစားသက်ပြင်းတစ်ချက်ရှူပြီးတော့ပို့ပြီးကိုပြန်မေးရမေးခွန်းမျိုးမေးရမှာဖြစ်ပါတယ်။ဒါအတွက်ငါဘာလို့မိခဲ့ရလဲ။ဒီမေးခွန်းကိုဖြေတဲ့အခါမှာတင့်ကိုယ်တင်ရိုးသားမှုရှိနေပါစေ။ကျွန်တော်တို့ရဲ့အခြေအနေကိုကျွန်တော်တို့တာဝန်ယူရတဲ့အခါမှာမတရားဖိနှိပ်ခံရတဲ့သူဖြစ်မဲ့အစားကျွန်တော်တို့ဟာရုပ်သေးလေးမဟုတ်ဘူးဆိုပြီးတော့စပြီးတွေ့မြင်လာကြရပါတယ်။တကယ်တော့ကျွန်တော်တို့ဟာရုပ်သွေးကျိုးဆွဲရဆရာတွေဖြစ်ပါတယ်။တင့်အတွက်တာဝန်ယူရတာဖြစ်ပါတယ်။နောက်ပြီးတင့်ရဲ့အတွေ့အ
တင်းရဲ့ဘဝအတွက်လုပ်ရက်တွေကိုတင်ရယူလို့တဲ့ရလဒ်တွေနဲ့ပူးပေါင်းဆောင်ရွက်တာဟာသိတာဖြစ်ပါတယ်။အဲ့အတွက်အကြံပြုချက်တင်းဘဝကိုပြန်ကြည့်လိုက်တိုင်းတင်းရဲ့ရွယ်ချက်တွေအတွေးနဲ့လုပ်ရက်တွေကတင်တွေ့ကြုံနေရတဲ့အတွက်ဘလို့အကျိုးပြုနေသလဲဆိုတာကိုမြင်ပါနောက်တစ်ချိန်ကျရင်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချဖို့အခွင့်အရေးကိုရအောင်ယူပြီးအဲ့ဒီမကောင်းတဲ့အခြေအနေတွေကနေကောင်းတဲ့အခြေအနေစီပြောင်းလဲသွားတာကိုစောင့်ကြည့်လိုက်ပါစကြဝဠာထဲမှာအယိုးရှင်းဆုံးသောနေရာမှာတစ်ခုဖြစ်တဲ့အကျိုးတရားနဲ့အကြောင်းတရားနေရာမှာကတော့လောက်ရက်တိုင်းဟာတံပြန်တက်ရောက်မှုရှိရဆိုတာမှန်ပါတယ်ကမ္ဘာလောကကြီးရဲ့သဘာဝတရားနေရာမှာအမြင်နဲ့ပတ်သက်ပြီးတော့သင်ကဒါကိုသိနေနိုင်တယ်ဒါပေမဲ့ဒီနေရာမှာကကျွန်တော်တို့ရဲ့စကြဝဠာကြီးရဲ့စိတ်ပိုင်းဆိုင်ရာအမြင်ပေါ်ဘလို့အကျုံးဝင်လဲဆိုတာသင်သတိထားမိမှာစဉ်းစားမိမှာမဟုတ်ပါဘူးသင်ရဲ့စိတ်ပိုင်းဆိုင်ရာဘာသာရေးဆိုင်ရာဘဝကသင်ရဲ့ပတ်ဝန်းကျင်ကိုတက်ရောက်မှုရှိစေပါတယ်ကောင်းတဲ့တုံ့ပြန်မှုတွေမကောင်းတဲ့တုံ့ပြန်မှုတွေဖြစ်တတ်စေပါတယ်အလားတူသင်ရဲ့ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်ကသင်ရဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုပေါ်ကောင်းကျိုးဆိုးကျိုးစတဲ့အကျိုးတွေကိုတက်ရောက်မှုရှိစေပါတယ်စိတ်ပိုင်းဆိုင်ရာဘာသာယုံကြည်မှုအမြင်နဲ့ရုပ်ပိုင်းဆိုင်ရာအမြင်ဘလို့ဆက်ဆက်မှုရှိလဲဆိုတာကိုသင်ကိုယ်သင်ပြန်မေးကြည့်ပါဒီဆက်ဆံရေးကိုသင်ကဘလို့ပြောင်းလဲပေးချင်တာလဲတော်တော်လေးရိုးရိုးရှင်းရှင်းပါပဲဒီနေရာမှာကလောက်ရက်တွေနဲ့အဖြစ်အပျက်တွေကြားမှာဓာတ်ရိုက်ဆက်ဆံရေးကိုဇောင်းပေးရေးထားပါတယ်ဒီနေရာမှာအရေးကြီးမှတ်သားဖို့ကကျွန်တော်တို့ဟာအကျိုးတရားတွေကိုချက်ချင်းမြင်ရလိမ့်မရှိပေမဲ့နောက်ဆုံးမှာတော့သူတို့ဟာပေါ်လာပါလိမ့်မယ်တင်ထုတ်ပေးလိုက်တဲ့အရာကအဲ့အခိုက်အတန့်မှာတင်စီပြန်မလာနိုင်ပါဘူးဒါပေမဲ့တင်ထုတ်ပေးလိုက်တဲ့အဲ့တုံ့ပြန်ခံစားရမှုအဲ့စွမ်းအင်ဟာရိုက်ခတ်မှုရှိနေပါတယ်တင်ဟာဒေါသဖြစ်တဲ့နေရာမှာတင်ရဲ့စိတ်ထဲမှာမကြည်မနှက်ဖြစ်နေတဲ့နေရာကနေလာရဲဆိုရင်တင်ကအဲ့စွမ်းအင်ကိုလွတ်ထုတ်ပေးလိုက်မယ်ဆိုရင်နောက်ဆုံးတင်ကိုတက်ရောက်မှုရှိလာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့စိုက်ပျိုးထားတာကိုကျွန်တော်တို့ကိုယ်တိုင်ဓာတ်ရိုက်ရိတ်သိမ်းပြီးတော့အကျိုးခံစားကြရတာပါဘဝမှာကြုံတွေ့ရတဲ့အရာတိုင်းဟာအဖြစ်အပျက်တွေလှုပ်ရှားမှုတွေရဲ့ကွင်းဆက်တစ်ခုရလဒ်ပဲဖြစ်ပါတယ်အကျိုးနဲ့အကြောင်းနေရာမှာကိုကံကြမ္မာရဲ့နေရာမှာလို့လေအများသိကြပါတယ်ဒီနေရာမှာကပြုလုပ်မှုလုပ်တိုင်းမှာတံပြန်အကျိုးသက်ရောက်မှုဖြစ်စေတယ်လို့ပြသထားပါတယ်သင်ကဘာပဲထက်ကောင်းတာဖြစ်စေဆိုးတာဖြစ်စေသင်စီပြန်လာမှာပဲဖြစ်ပါတယ်ဒီနေရာမှာရဲ့အားကိုကောင်းကောင်းအသုံးချဖို့အတွက်ကသင်ရဲ့လုပ်ရက်တွေဆုံးဖြတ်ချက်တွေကပဲသင်ကိုပို့ပြီးတော့အကျိုးသက်ရောက်မှုရှိစေမှာမဟုတ်ပါဘူးသင်ပတ်ဝန်းကျင်ကလူတိုင်းကိုလည်းရိုက်ခတ်စေတယ်လို့သိထားရမှာဖြစ်ပါတယ်။ဒါကြောင့်ကောင်းတဲ့တုံ့ပြန်မှုတွေခံစားမှုတွေကိုပဲထုတ်ပေးနိုင်ဖို့ဂရုစိုက်ဖို့လိုပါတယ်။အရင်ဘဝတွေနဲ့အခုဘဝမှာတခြားလူတွေကသင်ပြုမှုခဲ့တာတွေဟာသင်ရဲ့လက်ရှိအနာဂတ်ကံကြမ္မာနဲ့ပေါင်းဆက်ပြီးမှဖြစ်ပါတယ်။စကြဝဠာကြီးမှာဘာပဲဖြစ်ဖြစ်ထုတ်လုပ်လိုက်တာဟာကိုယ်စီပြန်ရောက်လာမှာဖြစ်ပါတယ်။သင်ကစိုက်ပျိုးပြီးတော့သင်ဟာပဲအကျိုးခံစားရမှာဖြစ်ပါတယ်။ဒီနေရာမှာဟာပြုလုပ်မှုတွေနဲ့အဖြစ်အပျက်တွေအကြားဓာတ်ရိုက်ဆက်ဆက်မှုကိုအသားပေးထားတာဖြစ်ပါတယ်။ဒီနေရာမှာအရေးကြီးမှတ်သားရမှာကကျွန်တော်တို့ဟာအကျိုးတရားတွေကိုချက်ချင်းမမြင်ရပါဘူး။ဒါပေမဲ့သူတို့ကပြန်ရောက်လာမှာပဲဖြစ်ပါတယ်။အခန်းကနှစ်ဖက်ညီမျှမှုနေရာမှာ the law of balance ဒီနေရာမှာပြောထားတာကလူတစ်ယောက်ဟာတစ်ခုခုဖြစ်လာပြီ။ဒီဟာပေါ်ဝေဖန်ပိုင်းခြားတာတွေကိုရပ်ပစ်တာဒါမှမဟုတ်လက်တွေ့မကျတဲ့မျှော်လင့်ချက်တွေကိုရပ်ပစ်ခြင်းကနေကျွန်တော်တို့ဟာအဲ့လူပေါ်ကိုနားလည်နိုင်မှာပဲဖြစ်ပါတယ်။တကယ်လို့ဒီအခြေအနေတရက်ကိုတင်းရဲ့ရှုထောင့်ကနေပဲကြည့်ရင်ဒါဟာနှစ်ဖက်ညီမျှမှုမရှိမလိုက်မှုသာဖြစ်ပါတယ်။ဒီနှစ်ဖက်ညီမျှမှုနေရာမှာကအဖြစ်အပျက်ကိုပထမတင်းရဲ့ရှုထောင့်ကနေကြည့်ဖို့ဖိတ်ခေါ်ပါတယ်။အဲ့ဒီနောက်မှာတခြားသူတယောက်ကနေကြည့်ဖို့ပြောပါတယ်။ဒါမှပဲတင်းဟာအခြေအနေနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့ကောက်ချက်ချနိုင်မှာဖြစ်ပါတယ်။တကယ်လို့တင်းကနှစ်ဖက်ညီမျှမှုနေရာမှာကိုတင်ဘဝမှာကျင့်သုံးမယ်ဆိုရင်တခြားလူတွေကဒီအခြေအနေတွေကိုဝေဖန်ပိုင်းခြားတာကိုရပ်ပစ်မယ်ဆိုရင်သင်ကပို့ပြီးနားလည်လာရဲဆိုတာကိုသဘောပေါက်လာမှာဖြစ်ပါတယ်။တင့်စီကိုတည်ငြိမ်မှုကအလိုလိုစိတ်ဝင်လာမှာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရတာဟာကျွန်တော်တို့ဟာတခြားသူတွေရဲ့အမြင်ဒါမှမဟုတ်အခြေအနေကိုရှုထောင့်တစ်ခုတွေကနေကြည့်ရတဲ့ပိုကောင်းတဲ့နည်းလမ်းတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာလူသားတွေဖြစ်တဲ့အတွက်အခြေအနေတစ်ခုပေါ်မှာတရက်တည်ဆွဲထားတဲ့ပုံတွေတွေ fixed mindset တစ်ခုရှိနေတာဖြစ်ပါတယ်။ဒီပုံတွေတွေးတွေကနှစ်ပေါင်းများစွာကြာခဲ့တဲ့အတိတ်ကအတွေ့အကြုံတွေနဲ့လာလို့ရှိတယ်။ဒါပေမဲ့ဒီတရက်ဒီပုံတွေတွေးတွေကကျွန်တော်တို့နဲ့အတူကျွန်တော်မျှော်လင့်ထားသလိုအခြေအနေတွေကိုမြင်ဖို့စိုးရိမ်မှုတွေနဲ့တင်းကျပ်မှုတွေပါလာကြပါတယ်။ကျွန်တော်တို့မြင်တွေ့ရတယ်နဲ့ကျွန်တော်တို့မျှော်လင့်ထားတာတွေမှာနည်းနည်းပါးပါးကွာခြားမှုရှိမှဆိုရင်တော့စိုးရိမ်စိတ်နဲ့ဖြည့်ဆည်းမှုတွေလည်းဖြစ်လာတော့ပါလာပါတယ်။ဒါကတော့သဘာဝရဲ့ပုံစံပါ။သ
င်ဟာဘာကိုကြုံတွေ့နေရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဒါကတွေ့ကြုံရတာလဲဆိုတာကိုနက်နက်နဲနဲနားလည်မှုရှိတာကဒီအတွေ့အကြုံကနေထွက်နိုင်ဖို့အထောက်အကူပြုမှာဖြစ်ပါတယ်ဒီနှစ်ဖက်ညီမျှမှုနေရာမှာကတင်ကျင့်သုံးတာနဲ့တပြိုင်နက်တင်ဟာတရက်သေးပုံသေးအတွေးဟောင်းကြီးကိုစွန့်ခွာနိုင်မှာဖြစ်ပြီးတော့ပို့ပြီးတော့ပြောင်းလဲပြင်လဲရှိပြီးတော့နားလည်မှုရှိတဲ့ရှုထောင့်တစ်ခုကိုသဘောတူလက်ခံနိုင်မှာပဲဖြစ်ပါတယ်ဒီရှုထောင့်ကကိုချင်းစာနာစိတ်နဲ့ယူနာစိတ်တွေမှာပို့ပြီးတော့ငြိမ်းချမ်းလာပါတယ်လူတွေကတင့်နာမှာပို့ပြီးရှိလာမယ်နောက်ဆုံးတင်ဟာပို့ပြီးခင်မင်စရာကောင်းလာတော့မှာပဲဖြစ်ပါတယ်အခန်း6ဆွဲငင်မှုနေရာမှာ The Law of Attraction ဇယိုက်တူရဲ့လူချင်းချင်းဆွဲငင်ကြတယ်လူတွေကစွမ်းအင်ကိုသူတို့ထုတ်လွှတ်တဲ့စွမ်းအင်တွေကိုသဘောထားပြီးဆွဲငင်ကြတယ်အကောင်းမြင်တဲ့သူတွေကသူတို့နဲ့တူတဲ့တခြားသူတွေကိုဆွဲငင်ကြတယ်ဒါမှမဟုတ်တလန်းနဲ့တွားနေတဲ့သူတွေကိုဆွဲငင်တတ်ကြတယ်ဒီလူတွေကလည်းအပြန်အလှန်ဆွဲငင်နေကြတာပါအမှန်ကသင်ဟာတန်လိုက်တစ်ခုဖြစ်နေလို့ပါပဲသင်ရဲ့စိုးမိုးနေအတွေ့အကြုံနဲ့လိုက်လျောညီထွေဖြစ်တဲ့လူတွေစိတ်ကူးတွေနဲ့အရင်းမြစ်တွေကိုသင်ကဆွဲတယ်အတွေ့အကြုံခံစားမှုတွေဟာစွမ်းအင်တွေဖြစ်တယ်သင်ဟာတယောက်ယောက်ရဲ့ခံစားချက်တွေကိုသိရတဲ့အခါတိုင်းသင်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုသိရတဲ့အခါဒါဟာတုံ့ပြန်ခံစားရမှုကိုသတိရှိနေတဲ့အတွက်သတိရှိမှုသိရှိမှုနားလည်မှုတစ်ခုပဲဖြစ်ပါတယ်တုံ့ပြန်ခံစားမှုကိုအပြုသဘောဆောင်တာဒါမှမဟုတ်အဆိုးသဘောဆောင်တဲ့အင်အားတည်းဖြစ်ပါတယ်သင်ရဲ့အတွေ့အကြုံကိုရွေးချယ်ဖို့အင်အားသင်မှာရှိနိုင်ပါတယ်ဒါမှမဟုတ်သင်စဉ်းစားဖို့သင်ကဘာကိုရွေးချယ်တယ်လဲဆိုတာကိုပြောင်းလဲနိုင်ပါတယ်သင်ကိုသင်ဘယ်လိုပြောဆိုမလဲတခြားသူတွေကိုဘယ်လိုပြောဆိုမလဲဆိုတာနဲ့တင်ပြောင်းလဲနိုင်ပါတယ်သင်ရဲ့အတွေ့အကြုံကိုနားထောင်ပါနောက်ပြီးသင်ဖြစ်နေတဲ့ပုံကိုဒါမှမဟုတ်သင်ဖြစ်ချင်တဲ့ပုံကိုနဲ့ဒီအတွေ့အကြုံဟာအန်ကိုက်ဖြစ်နေလားကိုပြန်မိပါသင်ထုတ်ပေးတဲ့စွမ်းအားကသင်ပြန်ရမယ့်စွမ်းအင်ပဲဖြစ်ပါတယ်သင်ဟာသင်ထုတ်ပေးမယ့်အရာဖြစ်ပြီးတော့သင်ထုတ်ပေးမယ့်အရာတွေဟာလည်းအဲ့ဒီပုံမှာတက်နိုင်တွေ့ကြီးရှိပြီးတော့နေပါဒါတွေကိုတိတိကျကျရဖို့လှုံ့ဆော်ပါသင်အမှန်တကယ်လိုချင်တာကိုအစိုးတရားတွေကိုဖယ်ရှားတဲ့ကာလအတွင်းမှာထုတ်ဖော်ပြောဆိုပါဒါပေမဲ့မလွယ်လှပါဘူးမှတ်ချက်အနေနဲ့ဆိုလို့ရှိရင်ဆွဲငင်မှုနေရာမှာဆိုတာအကောင်းမြင်တဲ့အတွေ့အကြုံကောင်းတဲ့အကျိုးကျေးဇူးတွေကိုပဲဆောင်ကျဉ်စေပြီးတော့အဆိုးမြင်တဲ့အတွေ့အကြုံဆိုးတဲ့အကျိုးတွေကိုပဲပေးတယ်လို့အယူဆဖြစ်ပါတယ်သင်လိုချင်တာကိုစီမံရတဲ့အခါမှာသင်ကဒါကိုချရတဲ့အခါမှာအတွေ့အထက်ပို့ပြီးတော့နှဆိုင်လာပါတယ်တခြားသူတွေနဲ့မျှဝေရဲဆိုတာဟာအားအကောင်းဆုံးဖြစ်ပါတယ်သင်ရဲ့မေတ္တာရက်ခံချက်တွေစကြဝဠာကြီးဟာကြည့်ရှုဆောင်မပေးလိုက်ပါမယ်သင်လုံနိုင်တာကိုလုပ်ဖို့ဆိုတာကိုယုံကြည်ဖို့ပဲလိုပါတယ်သင်ရဲ့ဘဝမှာသင်ကြိုက်တဲ့သူတွေနဲ့လုပ်ငန်းတွေကိုဆွဲဆောင်ပါပုံမှန်လုပ်နေကြအရာတွေကနေခွဲထွက်ဖို့ပဲဆုံးဖြတ်ပါတုံ့ပြန်ခံစားမှုနေရာမှာအရာဆိုလို့ရှိရင်အရာတိုင်းမှာတီးတန့်ထူးခြားတဲ့တုံ့ပြန်ခံစားမှုတစ်ခုစီရှိရဲဆိုတာပါပဲဆွဲငင်မှုနေရာမှာကနှုံးတူတဲ့တုံ့ပြန်ခံစားမှုတွေနဲ့တစ်ခုနဲ့တစ်ခုဆွဲငင်နေကြရဲလို့ဆိုပါတယ်နှုံးမြင့်တဲ့အတွေ့တွေကတူတဲ့အတွေ့တွေကိုပို့ပြီးဆွဲငင်တတ်ကြပါတယ်နှုံးနှိမ့်တဲ့အတွေ့ဟာမတူတဲ့အတွေ့ကိုပို့ပြီးဆွဲငင်တတ်ကြပါတယ်ဒီအခြေအနေတွေဟာတင့်သဘောအတိုင်းအလိုလိုဖြစ်လာပုံရတယ်ဆိုတာကိုသင်သတိပြုလိုက်မှဖြစ်ပါတယ်။သင်ကိုအနှောက်အယှက်ပေးနေကြအရာတွေကတော့ရေးပါပုံမရတော့ပါဘူး။ဘာကြောင့်အလုံးမဖြစ်သလဲ။လူများစုကတော့သူတို့ရဲ့ဘဝတွေကိုအကြောင်းကိစ္စအခြေအနေတွေဆွဲငင်ဖို့အတွက်ဆွဲငင်မှုနေရာမှာကိုအသုံးပြုချင်ကြပါတယ်။အကြောင်းကိစ္စအခြေအနေတွေဆိုတာကဘဝဖို့ပိုကောင်းတဲ့အလုပ်ကိုင်းပိုကောင်းတဲ့ဝင်ငွေစသဖြင့်ပါဝင်ပါတယ်။ဒါကတခါတလေအောင်မြင်ပါတယ်။ဒါပေမဲ့ပုံမှန်တော့မအောင်မြင်ပါဘူးတကယ်လို့အမြဲအောင်မြင်ခဲ့နေရဆိုရင်ကျွန်တော်တို့အားလုံးဟာအိမ်မက်ထဲကအိမ်တော်ကြီးထဲမှာနေကြရပြီးကိုအမြဲကျင်းနေနေမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမဟုတ်ကြပါဘူးဆွဲငင်မှုနေရာမှာရဲ့ထုံတန်းစင်လာကနေအကျိုးကျေးဇူးမရကြရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်တခုကတော့ဒီနေရာမှာနဲ့လိုက်ဖက်ဖို့စဉ်းစားရတဲ့တခြားနေရာမှာ17ချက်ရှိတဲ့ဆိုတာကိုသူတို့ကသဘောမပေါက်ကြပါဘူးနောက်ထပ်အကြောင်းအရာတစ်ခုကတော့သူတို့တွေရဲ့ဆန္ဒတွေရဲ့ကြိမ်နှုန်း frequency နဲ့ light ဖက်ညီမှုမရှိတဲ့အတွက်ကြောင့်ပါလိုချင်တာတစ်ခုနဲ့မလုံလောက်သေးပါဘူးသင်လိုချင်တဲ့အကြိမ်နှုန်းတွေကိုလည်းပေါင်းဖို့လိုပါသေးတယ်ကျွန်တော်တို့ပြီးလိုက်တာကျွန်တော်တို့ရကြပါတယ်ကျွန်တော်တို့တောင်းတာရတာမဟုတ်ပါဘူးဒီလိုခံစားရတဲ့လူတစ်ယောက်ကိုသင်တို့အားလုံးသိရမှာဖြစ်ပါတယ် Brad ဆိုတဲ့လူကသူ့ရဲ့အိမ်မက်ချစ်သူကိုစိတ်ဝင်စားစေချင်ပါတယ်ဒါပေမဲ့တော်တဲ့လူအားလုံးဟာနေရာယူထားပြီးပြီလို့ညည်းညူပါတယ်။နောက်ပြီးတော့အချင်းချက်လုပ်တဲ့ application တွေဟာလည်းအချင်းကုန်တာပဲရှိရဲလို့ဆိုပါတယ်။ Brad ရဲ့တန်တရားကသူရှာနေတဲ့အခြေလှိုင်းလုံးတွေနဲ့တဘာသာစီဖြစ်နေပါတယ်။ကြွယ်ဝမှုနဲ့ချစ်ချင်းမေတ္တာတရားတွေနဲ့ဆန့်ကျင်ပြီးတော့ရှားပါမှုနဲ့စိတ်ပျက်စရာတွေရဲ့တုံ့ပြန်ခံစားချက်တွေကိုထုတ်ဖော်ပြသနေပါတယ်
သူလို့ဖို့လိုတာကသူ့ရဲ့တကူရေးစွမ်းရည်တွေကိုချက်ချင်းရက်ပြီးတော့ချစ်ချင်းမေတ္တာနာတစ်ဝိုက်မှာရှင်းလင်းပစ်ခဲ့ပြီးသူ့ရဲ့အတွေ့အကြုံနဲ့လောက်ရက်တွေကိုမေတ္တာတရားနဲ့ပေါင်းဆက်ရမှာဖြစ်ပါတယ်။သူစိတ်ထဲမကြပါဘူးဆိုတာကိုဟန်ဆောင်တယ်လို့ဆိုတာမဟုတ်ပါဘူး။ကျွန်တော်ကြံပေးတာကသူ့ရဲ့လမ်းကြောင်းကိုစိတ်ပြက်စရာကနေချစ်ချင်းမေတ္တာစီကိုတေချာပြောင်းလဲလိုက်ဖို့နီးလန်းတစ်ခုရှာလိုက်ဖို့ပါ။အကြံပြုချက်သင်ဟာတန်းလိုက်တုံးဖြစ်တယ်။သင်ရဲ့အတွေ့အကြုံတွေကလည်းတိတိနဲ့ဖြစ်စေမတိဘဲနဲ့ဖြစ်စေတင်ထုတ်ပြီးစွမ်းရည်ပြရုပ်ပဲဖြစ်ပါတယ်။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။လက်ရှိတင်နေထိုင်နေတဲ့ပတ်ဝန်းကျင်ရဲ့အစစ်မှန်ကိုသင်ကစွဲငင်နေရဖြစ်ကြောင်းသဘောပေါက်လိုက်ပါ။တင်သည့်ရဲ့အတိုင်းစွဲငင်မှုနေရာမှာကအကြိုက်ချင်းတူရင်စွဲငင်တယ်လို့ကျွန်တော်တို့ပြောရတယ်။အဲဒါကြောင့်ဘဝမှာတင်လိုချင်တဲ့အရာတွေကိုရဖို့အတွက်တင်လိုချင်တဲ့အရာတွေနဲ့လှိုင်းနှုံးတူတာတွေကိုဘယ်လိုထုတ်လွှတ်ပေးရမလဲဒါမှမဟုတ်ပေးရမလဲဆိုတာကိုအဖြေရှာဖို့လိုပါတယ်။ပို့ပြီးတော့ရေဘူးဆန်တဲ့သင်ခန်းစာဟာအပြုသဘောဆောင်တာတက်ကြွနိုးကြားစိတ်ထားရှိရတဲ့ချစ်ချင်းမြတ်တာတွေကတင်ဘဝအတွက်အလားတူကောင်းတာတွေကိုပဲသိဆောင်ပေးမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာအစိုးမြင်တဲ့စိတ်နဲ့ကြောက်စိတ်ထိုင်းမိုင်းစိတ်တွေဟာဘဝရဲ့ရှုထောင့်အားလုံးမှာပို့ပြီးတော့အစိုးဘက်ကိုရောက်စေမှာဖြစ်ပါတယ်။ဒီနေ့အောင်ပို့ပြီးအကောင်းမြင်တဲ့စိတ်လေးနဲ့ထားဖို့ရွေးချယ်လိုက်တယ်ဆိုရင်တင့်အတွက်ပိုကောင်းတဲ့ဘဝကိုဖန်တီးဖို့အတွက်သင်ဟာစွဲငင်မှုနေရာမှာကိုသုံးနေပြီးသားဖြစ်ပါတယ်။လူပြောများဆုံးကမ္ဘာနေရာမှာဖြစ်တဲ့စွဲငင်မှုနေရာမှာကိုထုတ်ဖော်ပြောဆိုပြသတဲ့အခါမှာသုံးလေးရှိပါတယ်။အကြိုက်ချင်းတူဇယိုက်ချင်းတူတဲ့လူတွေကတယောက်နဲ့တယောက်စွဲငင်တယ်လို့ဆိုပါတယ်။သင်အာယုံစိုက်တာကိုသင်ရမှာဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။သင်ရှာနေရလဲရနိုင်တယ်ဖြစ်နိုင်တယ်ဆိုတာကိုယုံကြည်ရမှာပဲဖြစ်ပါတယ်။ဒီချက်ဟာတုံ့ပြန်ခံစားမှုနေရာမှာနဲ့တူပါတယ်။အရေးကြီးတာကသင်ရှာနေတဲ့စွဲငင်နိုင်စေတဲ့အဆင့်မှာတုံ့ပြန်ခံစားနိုင်ဖို့ကိုလေ့လာဖို့ပဲဖြစ်ပါတယ်။ဥပမာသင်ရချစ်ချင်တယ်ဒါပေမဲ့အချစ်ကိုသူများကိုမပေးနိုင်ဘူးဆိုရင်သင်ရဲ့ဦးစားပေးမှုတွေကိုစကြဝဠာရဲ့ message တစ်ခုအနေနဲ့ပို့ပေးနေရပဲဖြစ်ပါတယ်။သင်ကအဆိုတစ်ခုကိုထပ်ပြောပေမဲ့သင်ပြောတာကိုမယုံကြည်ဘူးဆိုရင်အကျိုးမရှိပါဘူး။ကျွန်တော်တို့မကြိုက်တာစားကျွန်တော်တို့ကြိုက်တာကိုအာရုံစိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝအဲ့ဒါပဲပေါ်လာမှာဖြစ်ပါတယ်။စကြဝဠာထဲမှာအရာရာတိုင်းဟာတုံ့ပြန်ခံစားမှုနဲ့ဆုံးတဲ့လှိုင်းလုံးစွန့်ရင်လည်းပဲဖွဲ့စည်းထားတာဖြစ်တယ်လို့သိပ္ပံပညာကထင်ထင်ရှားရှားပြသထားပါတယ်။ကွမ်တမ်ယူဘဗေဒပညာရှင်တွေကပစ္စည်းတစ်ခုဟာဒုရဲ့အပိတ်လို့ထင်ရပေမဲ့အနုကြည့်ကိရိယာနဲ့ကြည့်ရခါမှာအပိုင်းစအသေးလေးဖြစ်ခွဲကြည့်လိုက်ပြီးတော့အဲ့ဒီပစ္စည်းတွေဟာဗလာနေရာလို့နေရာတစ်ခုသာဖြစ်တယ်လို့သက်သေပြခဲ့ပါတယ်။ကျွန်တော်တို့ဟာဒီကအတွေးနဲ့ပုံစံတူလာပါတယ်။ကျွန်တော်တို့ view site တဲ့ကျွန်တော်ယုံကြည်ရဲ့အမှန်တရားတွေဟာနောက်ဆုံးမှာကိုယ့်ရဲ့မသိစိတ်မှာမြုပ်နေပြီးတော့ကျွန်တော်ရဲ့တုံ့ပြန်ခံစားမှုဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့စီမှာအစိုးမြင်အသားစီးရရှိရင်ဒီလိုမျိုးတုံ့ပြန်ခံစားမှုဟာကျွန်တော်တို့ထုတ်လွှတ်ပေးရပဲဖြစ်ပါတယ်။တချို့လူတွေဟာလူအုပ်ကြီးရဲ့မှာမမမတ်ထိုးထိုးထောင်ထောင်ရှောက်နေရအောင်တင်တွေ့ဦးပါလိမ့်မယ်။သူတို့ဟာယုံကြည်မှုအပြည့်တကယ်ပဲရှိကြပြီးတော့အဲ့ဒီလူတိုင်းဟာအဲ့လိုယုံကြည်စိတ်တစ်ခုတစ်လေတစ်ခါလေကြာရင်လိုတတ်ကြပါတယ်။ဒါကပြင်ပကနေစတာမဟုတ်ပါဘူး။တင်းရဲ့ကိုယ်တွင်းမှာဟင်းနေမှအဲ့အတန်ဟင်းတာကိုဖြစ်ပါတယ်။ဒါကတုံ့ပြန်မှုနေရာမှာတက်ဝင်လှုပ်ရှားမှုပဲဖြစ်ပါတယ်။လူများကမကောင်းတဲ့အတွေ့အကြုံဒါမှမဟုတ်နှိမ့်ကြတဲ့တုံ့ပြန်ခံစားချက်တွေဟာသူတို့ရဲ့ဘဝတွေကိုတနည်းနည်းနဲ့ဖျက်ဆီးပစ်မှာဖြစ်တယ်ဆိုပြီးတော့ကြောက်ကြပါတယ်။ဘာကြောင့်လဲဆိုတာကိုသူတို့သဘောမပေါက်ကြလို့ပဲဖြစ်ပါတယ်။ဒီနေရာမှာပြစ်ဒဏ်တရလည်းမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ဂုဏ်ချက်တွေနဲ့စိတ်နေသဘောထားတွေပြတ်သားတဲ့မှန်သားပြင်တစ်ချက်ပဲဖြစ်ပါတယ်။သင်ဟာအတိတ်ကပြုခဲ့တဲ့ဆုံးဖြတ်ချက်တွေရဲ့အကျိုးရလဒ်နဲ့ဝိုင်းဝိုင်းလည်နေပါတယ်။နောက်ပြီးတော့သင်ဟာတခြားဆုံးဖြတ်ချက်တွေကိုသဘောပေါက်ဖို့ညီပါလိုနေပါတယ်။နောက်ပြီးတော့သင်ဟာတခြားဆုံးဖြတ်ချက်တွေချဖို့မတူညီတဲ့ပတ်ဝန်းကျင်မှာနေပြီးတော့ပိုပြီးနှစ်သက်စပွဲဖြစ်ဖို့လုံနိုင်စွမ်းအပြေအဝရှိနေပါတယ်။အခန်း9ချိတ်ဆက်မှုနေရာမှာအသေးဆုံးကိစ္စတွေဒါမှမဟုတ်အရေးမကြီးဆုံးလို့ထင်ရတဲ့ကိစ္စလေးတွေကိုပြီးအောင်လုပ်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့စကြဝဠာထဲမှာအရာရာဟာချိတ်ဆက်ဆွတ်နယ်နေလို့ပဲဖြစ်ပါတယ်။ခြေတလန်းတိုင်းဟာနောက်တလန်းစီကိုဥတည်နေပါတယ်။ချိတ်ဆက်မှုနေရာမှာကစကြဝဠာရဲ့မှာအရာခတ်သိမ်းဟာဆက်ဆက်နေတယ်လို့ဆိုထားပါတယ်။ဘယ်ခြေလန်းကညာခြေလန်းနဲ့ဆက်ဆက်နေပါတယ်။အလားတူပါပဲအတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်တွေအားလုံးဟာလည်းချိတ်ဆက်နေပါတယ်။သင်ဘာကိုပဲရင်ဆိုင်နေရသည်ဖြစ်စေဒါဟာအတိတ်ဘဝလိုရတဲ့ကြောင့်လို့ခံစားနေရတယ်ဆိုရင်ချိတ်ဆက်မှုနေရာမှာသိပ်ပြီးအရေးပါတဲ့စီမင်းတစ်ခုနေရာမှာပါနေပါပြီ။အတိတ်ပြစ္ဆုတ်ပံအနာဂတ်တို့ဟာအချင်းချင်းချိတ်ဆက်နေကြပါတယ်။အတိတ်ဘဝကအမှားတွေကိုပြေပြောက်ခြင်းနဲ့ဆိုရင်လက်ရှိနဲ့အနာဂတ်ကိုဦးစားပေးလို့ရမှာဖြစ်ပါတယ်။သင်လက်ရှိဘဝမှာကောင်းတဲ့အပြောင်းလဲတွေကိုပဲ
တင်းရဲ့ဆန္ဒဟာမှန်ကန်ကြောင်းပြသမှာဖြစ်ပါတယ်ချိတ်ဆက်မှုနေရာမှာဟာအတိတ်ပစ္စုပန်နဲ့အနာဂတ်ပါတင်းဘဝမှာအရာရာတိုင်းချိတ်ဆက်နေရဆိုတဲ့သဘောတရားပေါ်မှာအခြေခံထားပါတယ်တင်ဒီနေ့ဘယ်သူဆိုတာဟာအရင်တော့လောက်ရက်တည်းရဲ့အကျိုးရလဒ်တွေဖြစ်ပါတယ်မနှက်ဖြန်တင်ဘယ်သူလဲဆိုတာကတင်းရဲ့ဒီနေ့လောက်ရက်တည်းကအဖြေပေးပါလိမ့်မယ်ချိတ်ဆက်မှုနေရာမှာကအရာရာနဲ့လူတိုင်းဟာတနည်းနည်းနဲ့ဆက်ဆက်နေရလို့ဆိုထားပါတယ်ဥပမာတင်းရဲ့အတိတ်ပစ္စုပန်နဲ့အနာဂတ်တွေဟာလုံးဝကိုကွဲပြားခြားနားနေတာဖြစ်ပါတယ်အဲ့ဒါကလည်းဒီနေ့အထိတင်ပါပဲတင်ကြုံတွေ့နေရတာမှန်သမျှကနောက်တစ်ခုစီကိုဥတည်နေပါတယ်ဒီလိုပါပဲနောက်တစ်ခုစီကိုဆက်ပြီးသွားနေကြပါတယ်သူတို့အားလုံးဟာအံဝင်ခွင်ချဖြစ်နေကြပါတယ်ထိုနည်းတိုင်းပါပဲကျွန်တော်တို့ဟာတခြားသူတွေနဲ့လည်းချိတ်ဆက်နေကြပါတယ်ကျွန်တော်တို့ဟာပညာဘ ഹു တုဒကျွယ်ဝဖို့အခြေခံရဖို့ဂုဏ်ပြုခံရဖို့နဲ့ရိုသေလေးစားမှုခံရဖို့အတွက်ကိုထုကိုထလုပ်ကြရပါတယ်တခြားသူတွေကလည်းအလားတူကိုတူကိုရဖြစ်ဖို့လုပ်ပေးရပါသေးတယ်အမြဲတမ်းဆက်သွယ်ချိတ်ဆက်မှုတစ်ခုကရှိနေစမြဲပါတတိမူတတ်ဖို့ပဲလိုပါတယ်အဆက်အသွယ်ဖမ်းမိဖို့ပဲလိုအပ်ပါတယ်အသေးဖွဲ့ဆုံးနဲ့အရေးမကြီးဆုံးလုပ်တွေကိုလည်းပဲလောက်ကင်ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီစက်ကြဝဠာမှာအရာခက်သိမ်းကချိတ်ဆက်ထားလို့ပဲဖြစ်ပါတယ်ခြေလမ်းတိုင်းကတိုးတက်မှုတွေအတွက်ကြီးပါပဲတကယ်တော့တယောက်ယောက်ကအလုပ်ပြီးဖို့စပြီးလုပ်ပြဖို့ပဲလိုပါတယ်ပထမဦးဆုံးဒါမှမဟုတ်နောက်ဆုံးခြေလမ်းနေတာဘယ်ခြေလမ်းကအရေးမကြီးပါဘူးအလုပ်ပြီးမြောက်ဖို့အတွက်နှစ်ခုစလုံးကမလုပ်မနေရမှာကြီးပါပဲအတိတ်ပစ္စုပန်နဲ့အနာဂတ်တွေအားလုံးဟာချိတ်ဆက်နေကြပါတယ်အရင်ကကံကြမ္မာဆိုးတွေနဲ့တန်တရားကိုဘယ်လိုဖယ်ရှားပြရမလဲဆိုတာကိုစဉ်းစားနေဆိုရင်ချိတ်ဆက်မှုနေရာမှာကနေတင့်ကိုကူညီပေးပါလိမ့်မယ်ဒီနေရာမှာကအတိတ်ပစ္စုပန်နဲ့အနာဂတ်တွေရဲ့ကြားမှာဆက်ဆက်မှုကိုအလေးထားပေးပါတယ်နောက်ပြီးလက်ရှိနဲ့အနာဂတ်ပေါ်မှာထိန်းချုပ်မှုနဲ့အတိတ်ရဲ့ကံကြမ္မာဆိုးကိုထုတ်ပြနိုင်ဖို့အတွက်ကူညီပေးထားပါတယ်ဒီနေရာမှာဖော်ပြထားတာကအတိတ်ကကံကြမ္မာဆိုးကိုပြင်ဖို့အချိန်ယူရတယ်ဆိုတဲ့အချက်ပါဒါပေမဲ့တိတ်ပြီးသိငယ်တဲ့ခြေလမ်းတိုင်းကမမျော်လင့်ရလောက်အောင်အင်အားကောင်းတဲ့အကျိုးတွေရရှိနိုင်ပါတယ်အဲ့ဒါကြောင့်ဘလောက်ပဲအရေးမကြီးရလေဖြစ်နေပါစေတင်းရဲ့လုပ်ရအားလုံးဟာတင်နဲ့တင်းပတ်ဝန်းကျင်ကိုထိခိုက်စေပါတယ်အယိုးရှင်းဆုံးပြောရမယ်ဆိုရင်အသေးအဖွဲလေးတွေကိုပဲ view ဆိုင်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်တခြားຢာတွေကလည်းတင်းရဲ့ဘဝတွေကိုဝင်လာမှာဖြစ်ပါတယ်တင်မှတ်ထားရမှာကပထမဒုတိယတတိယဒါမှမဟုတ်နောက်ဆုံးမှလာတဲ့အလုပ်စားတဲ့အလုပ်အလုံးဟာတင့်ရည်မှန်းချက်တွေရဖို့အရေးကြီးလာပါတယ်ဒီနေ့တင်ဘသူလဲဆိုတာဟာတင့်ရဲ့ရခင်လုပ်ရက်တွေကနေဖြစ်လာတာဖြစ်ပါတယ်နောက်ပြီးတင်မနှက်ဖြန်ဘသူဖြစ်မလဲဆိုတာဟာတင့်ရဲ့ဒီနေ့လုပ်ရက်တွေကနေအကျိုးရလဒ်တွေပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာအပြန်အလှန်မှီခိုနေကြရပါတယ်အရင်တော့ကတင်ကြုံတွေ့ခံစားနေရတာဟာဒီနေ့တင်ဘသူလဲဆိုတာကိုဖြစ်စေရပါဒါကတဆင့်တင်မနှက်ဖြန်ဘသူလဲဆိုတာကိုအကျိုးတက်ရောက်စေမှာဖြစ်ပါတယ်ဒါကတင်ဘာဝဲလောက်ခဲ့တင်ဆက်ဆံခဲ့ရတဲ့သူတွေပါဝင်ပါတယ်တခြားသူတွေနဲ့ကျွန်တော်တို့အပြန်အလှန်ဆက်ဆံမှုဆိုတာကလည်းသူတို့ရဲ့ဘဝတွေကိုတက်ရောက်မှုရှိစေပါတယ်အခန်း၈ကျေပြန့်ခြင်းနိယာမကျေပြန့်ခြင်းနိယာမကလူတစ်ယောက်ဟာတိုးတက်မှုကိုဖန်တီးဖို့ဗယံမရာအခြေအနေကိုဖျက်ချော်ပြီးမှပြောင်းလဲမှုအဆင့်တိုင်းမှာမှန်မှန်ကန်ကန်လှုပ်ဆောင်နိုင်ခြင်းနဲ့ပြန်လည်ဖွဲ့စည်းခြင်းရတဲ့တစ်ဆင့်ကျေပြန့်လာတာကိုဖော်ပြထားပါတယ်ဒီဘဝရဲ့နိယာမကိုလိုက်နာတဲ့အခါမှာဘဝမှာကမောက်ကမဖြစ်ခဲ့တာတွေဗယံမရာဖြစ်ခဲ့တာတွေဟာမလွဲမရှောင်တာကိစ္စတွေမှာဖြစ်ပြီးရှိရမှာလည်းဖြစ်ပါတယ်ဗယံမရာတွေကြားရမှာသင်ဟာတိုးတက်ပြီးတော့တော်ရဲ့လူတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်ဥပမာကာဗွန်ဒြက်စင်ကိုနမူနာကြည့်လိုက်ပါကြောင်မီးသွေးနဲ့စိန်ဟာကာဗွန်အတန်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒါပေမဲ့ဖွဲ့စည်းထားပုံမှာမတူညီအချက်အလုံးဟာကွဲပြားခြားနားသွားစေပါတယ်ဒီလိုကွဲပြားခြားနားမှုဘယ်လိုရလဲစိန်ဟာတကယ်တော့ကြောင်မီးသွေးပါပဲကြောက်သားထုနဲ့မြေသားထုအောက်မှာအပူဓာတ်နဲ့ဖျားဓာတ်တွေကိုကောင်းကောင်းကြီးခံရပြီးတဲ့နောက်မှာတာမန်ကြောက်မီးသွေးထက်ပိုပြီးတော့တန်ဖိုးကြီးလာရတာဖြစ်ပါတယ်လူသားတွေကလည်းထိုနည်းတူပါပဲကမောက်ကမဖြစ်တာတွေဖျားတွေနဲ့ဘဝရဲ့စိန်ခေါ်မှုအလုံးဟာကျွန်တော်တို့ကိုတိုးတက်စေရရှင်သန်ကြီးထွားစေပါတယ်ဒီနည်းရမှာကိုလိုက်နိုင်ရင်သင်ဟာဗယံပရာဖြစ်တာတွေဘဝမှာမနှင်းမျိုးစရာတွေလို့မြင်ရမယ်စားကိုယ့်ရဲ့အရေးချင်းကိုပို့ပြီးတိုးတက်စေရအဖြစ်ပြဲဆိုတာကိုရှုမြင်ရမှာဖြစ်ပါတယ်ကြကြနနဖွဲ့စည်းထားတဲ့ဘဝထက်ကမောက်ကမတွေဖြစ်တာပိုပြီးကြိုးရှိရလို့ဆိုနိုင်ပါတယ်ဘဝမှာတောက်လျှောက်ဗယံပရာဖြစ်နေဖို့အားပေးအားမြောက်လုပ်နေရမှာမဟုတ်ပါဘူးဒါပေမဲ့ဒီလိုအခြေအနေမျိုးတွေမှာဘဝပိုပြီးတိုးတက်စေတဲ့အင်္ဂါရပ်တစ်ခုလို့မြင်စေပါတယ်ရေလိုင်းနေအမြင့်ကျင်နေမယ်ဆိုရင်ကျွမ်းကျင်တဲ့သင်္ဘောသားတွေဖြစ်လာမှာမဟုတ်ပါဘူးထို့တူပါပဲဘဝမှာဗယံပရာမျိုးတွေဖြစ်မနေဘူးဆိုလို့ရှိရင်စိန်ခေါ်မှုတွေကသူတို့ရဲ့ဘဝလမ်းကြောင်းပေါ်မှာရောက်လာတဲ့အခါမှာရင်ဆိုင်ဖို့အတွက်ကြန့်ခိုင်တဲ့လူတစ်ယောက်ဖြစ်လာစေမှာမဟုတ်ပါဘူးဘဝမှာကမောက်ကမအခြေအနေတွေကိုရင်ဆိုင်ဖို့သင်ဘယ်လိုရပ်ပြနိုင်မှာလဲ
မဖြေရတော့တင်ဘရောမှရက်ပြစ်လို့မရပါဘူးတင်နားလေဖို့လိုတာကဘေးဟန်ဘက်အဖြစ်ပြက်တွေကတင့်ကိုတိုးတက်စေဖို့အကူအညီပေးနေဖြစ်တယ်ဆိုတဲ့အချက်ပါတက်ရှိတော်ဝါတွေအားလုံးဟာကြီးထွားရှင်သန်ဖို့နဲ့ယိုယွင်းပျက်စီးဖို့နှစ်ခုရနေတစ်ခုခုလောက်ရမှာပါပဲတင်ဟာကြီးထွားတိုးတက်မနေဘူးဆိုရင်ယိုယွင်းပျက်စီးနေရပဲဖြစ်ပါတယ်ငိန်နေတဲ့ရေကန်လေးတကန်တွေကရေရဲ့ရေသွေးလိုပါပဲဘဝမှာကမောက်ကမဖြစ်တာတွေကိုလက်သင့်ခံလိုက်ပါတင်တိုးတက်ဖို့အထောက်အကူပြုဖို့လိုပါတယ်တင်းရဲ့ဘဝလမ်းကြောင်းကိုကျေပြန့်စေဖို့အကူအညီပေးပါတယ်။အရင်ကတိမ်မြုပ်နေတဲ့တင်းရဲ့အရေးချင်းတွေကိုအရင်ကြီးအကျွမ်းတဝင်ဖြစ်စေပါတယ်။အခန်းကိုဖြစ်ထွန်းမှုနိယာမဖြစ်ထွန်းမှုနိယာမဆိုတာတဖြည်းဖြည်းဖြစ်လာတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့ဘဝရဲ့သင်ခန်းစာတွေကိုတင်းရဲ့နှုံတိုင်းတင်ယူလေ့လာတာဖြစ်ပါတယ်။ဒီနိယာမအရလူတိုင်းဟာအသက်ပိုင်းခြားမြွေသူတို့ရဲ့နှုံတိုင်းနေထိုင်ကြရတာဖြစ်ပါတယ်။ဆိုလိုတာကလူနှစ်ယောက်ကိုရည်မှန်းချက်တွေနဲ့ကြည့်ပြီးတော့နှိုင်းယှဉ်လို့မရပါဘူး။လူတစ်ယောက်ရဲ့အသက်80မှာရှိတဲ့ရည်မှန်းချက်ဟာနောက်တစ်ယောက်ရဲ့20ရည်မှန်းချက်နဲ့တူနိုင်ပါတယ်။ဒီနေရာမှာကိုနားလည်တာဟာတခြားသူတွေပေါ်စာနာစိတ်နဲ့နားလည်မှုတွေထားပေးဖို့အထောက်အကူပြုပါတယ်။ဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့မနှိုင်းယှဉ်ဖို့ပါ။ဒါပေမဲ့ကျွန်တော်တို့ဘဝတွေကိုတခြားသူတွေနဲ့မနှိုင်းယှဉ်ဖို့အကြံပြုထားပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အားလုံးဟာတယောက်နဲ့တယောက်မတူညီတဲ့ဘဝခီးတွေကိုတယောက်ပေါ်တယောက်မှီခိုခြင်းမရှိဘဲသွားနေကြရပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဘဝရဲ့ခီးလန်းတွေကတစ်ခုနဲ့တစ်ခုဖြတ်ကျော်ရတာတွေရှိနိုင်ပါတယ်။ဘဝခီးလန်းကြောင်းတွေဟာတခြားတယောက်ကြောင့်ထိခိုက်မှုရှိလာနိုင်ပါတယ်။ဒါပေမဲ့ဘဝဟာတဦးတယောက်ချင်းစီရဲ့ပုံစံတိုင်းပဲတဖြည်းဖြည်းချင်းဖြစ်ထွန်းလာတာကိုလေးစားရမှာဖြစ်ပါတယ်။ဘဝဟာတစားတစားနဲ့တိုးတက်လာတဲ့အခါမှာခီးလန်းတစ်လျှောက်မှာဘဝဟာကျွန်တော်တို့သင်ကြားပို့ချတာတွေကိုလည်းလုပ်ပေးပါသေးတယ်။တင်းဘဝရဲ့နှောင်းပိုင်းကာလကိုရောက်မှသင်ဟာတစ်ခုခုကိုသိနိုင်ပါတယ်။တစ်ချိန်တည်းမှာတင်းထက်ပုံငယ်တဲ့တယောက်ကအလားတူကိစ္စကိုစောစောစီးစီးသိနေနိုင်ပါတယ်။ဒါကတော့အဲ့အတွက်အစီအမံမရှိပါဘူး။သူတို့ကရှိနေရပဲဖြစ်ပါတယ်။ဒီနေရာမှာကိုနားလေတာသင်ဟာအချိန်ကိုက်နေရာမှန်မှာရှိနေတယ်ဆိုတာနဲ့စိတ်သက်သာမှုအခွင့်အလမ်းကိုပေးရပဲဖြစ်ပါတယ်။တယောက်ယောက်ကတင်းထက်ပို့ပြီးတော့ထူးခြားဆန်းသစ်တဲ့နေရာတစ်ခုမှာရောက်နေတာကိုသင်မြင်ခဲ့ရင်စိုးရင်စရာမလိုပါဘူး။ဒါမှမဟုတ်ဝမ်းနည်းစရာလည်းမလိုပါဘူး။သင်ကမှန်ကန်တဲ့အရာကိုသင်ယူလေ့လာဖို့နေရာမှန်မှာအချိန်ကိုက်ရောက်နေတာဖြစ်ပါတယ်။တင်းရဲ့ဘဝဟာတင်းအတွက်အကောင်းဆုံးသောနည်းလမ်းနဲ့ဖွံ့ဖြိုးတိုးတက်နေရပဲဖြစ်ပါတယ်။ဒီလိုဘဝမျိုးကအများဆုံးရဖို့အတွက်ကလေးတယောက်လိုစူးစမ်းလေ့လာဖို့လိုအပ်ပါတယ်။ဘဝနဲ့ကျွန်တော်တို့စီကိုရောက်လာတဲ့လောကဆိုတာကစူးစမ်းလေ့လာဖို့ဖြစ်ပါတယ်။တင်ဟာဆက်စုကျင်တဲ့စိတ်ရှိမှလေ့လာဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ဘဝအကြောင်းကိုစူးစမ်းပါ။ဘဝကနေလေ့လာစရာတွေကိုရှာပါ။ဘဝခီးလန်းပြင်ပနဲ့ခီးလန်းကြောင်းထဲမှာပဲပါတဲ့လေ့လာစရာတွေကိုသင်ခန်းစာယူပါ။ကဘာကြီးရဲ့ဝေးလံတဲ့နယ်ပယ်တွေကိုစူးစမ်းလေ့လာတာဟာတင်းရဲ့ကိုယ်ရင်အနက်ရှမ်းဆုံးຢာတွေကိုစူးစမ်းတာဟာတာမန်စိတ်ကနေနားမလည်နိုင်တဲ့သဘောတရားတွေအမြင်အနေနဲ့အကျွမ်းတဝင်ရှိလာစေမှာဖြစ်ပါတယ်။ဒီစာအုပ်လေးကိုနမူနာယူလိုက်ပါ။ပုံမှန်ပညာရပ်နဲ့လွဲပြီးတော့တာမန်စိတ်မျိုးနဲ့ပြင်ပစာအုပ်တုပ်ကိုရွေးဖက်မိမှာမဟုတ်ပါဘူး။ဒီစာအုပ်ကိုယူလိုက်တာကတင်ဟာတာမန်လူတွေကနေတီးတန့်ခွဲထုတ်เสียရဖြစ်ပါတယ်။ဂုဏ်ယူလိုက်ပါ။ဘဝဟာတင်းအတွက်လှလှပပနဲ့ဖွင့်ဟပေးနေပါပြီ။တင်ဟာအချိန်ကိုက်နေရာမှန်ကိုရောက်နေပါပြီ။ပုံနှပုံအကြောင်းရဲ့ပုံမြင်တစ်ခုရှိပါတယ်။တပုံးကတစ်ဆက်ကျနေတဲ့ရေပုံမှန်အောက်မှာရှိနေပြီးတော့နောက်တပုံးကမိုးရေထဲမှာရှိနေပါတယ်။ခဏကြာပြီးကြည့်လိုက်တဲ့အခါမှာရေတစ်ဆက်ချင်းကျနေတဲ့ဘုံပိုင်းခေါင်းအောက်ကပုံးလွတ်ကရေပြည့်သွားပြီးတော့မိုးရေထဲမှာထားလိုက်တဲ့ရေပြည့်ပြီးသားပုံးကဘာမှထပ်ဖြစ်လို့မရခဲ့ပါဘူး။ဒီချက်ကကျွန်တော်တို့အသစ်ဆန်းတွေကိုတင်ယူဖို့ရက်တန့်စီတာဖြစ်ပါတယ်။အကုန်သီးဆိုတဲ့သဘောထားရှိနေရင်အသစ်တွေကိုတင်ယူလို့မရတော့ပါဘူး။လက်ခံလို့လည်းမရတော့ပါဘူး။ဘဝမှာနေထိုင်ရှင်သန်ဖို့စူးစမ်းလေ့လာလို့စိတ်ကိုမွေးထားဖို့လိုပါတယ်။အခန်း30စိတ်ခွန်အားနိယာမပါဝါဆိုတဲ့စကားလုံးအလုံးကိုကျွန်တော်တို့ဟာအကျင့်အများကြီးကြားခဲ့ပူးပါတယ်။ဒီနေရာမှာပါဝါဆိုတဲ့စကားလုံးဟာအာနာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ယာရုကိုဆိုလိုတာမဟုတ်ပါဘူး။ကျွန်တော်ပြောချင်တဲ့အဟာကိုရင်းပါဝါပါ။တနည်းအားဖြင့်ဆိုရမယ်ဆိုရင်စိတ်ခွန်အားပါ။ဘဝမှာဘယ်ရမဆိုအရာရာတိုင်းကိုပေါ်လွင်စေတာစိတ်ခွန်အားပါ။ဒီလိုပါဝါခွန်အားမျိုးကိုပိုင်ဆိုင်ထားတဲ့သူဟာစိတ်ခွန်အားရှိရဲ့လို့ဆိုလို့ပြီးတော့သူ့လိုပါဝါမျိုးကိုတပားသူကိုပြန်ပြီးတော့ဖြန့်ဝေပေးရတာကိုစိတ်ခွန်အားပေးရလို့ဆိုပါတယ်။လူတစ်ယောက်ကိုတင်တွေ့တဲ့အခါမှာအဲ့လူဟာတင့်ကိုစိတ်ခွန်အားပေးလို့ရှိရမျိုးကြုံမှုပါသလား။တကယ်လို့တင်ကနာမည်တစ်လုံးမမိနိုင်မယ်ဆိုရင်ဂုဏ်ယူပါတယ်။စိတ်ခွန်အားပေးတဲ့လူတစ်ယောက်ဟာတခြားသူတွေကိုခံစားရအောင်ဘာလို့ပေးလဲဆိုတာကိုတင်ထိထားတာပဲဖြစ်ပါတယ်။ဒီလူမျိုးတွေကိုတွေ့တဲ့အခါမှာတင့်ခံစားချက်နဲ့အတူတူပါပဲ။တနေရာမှာတင်ကဒီလူနဲ့တွေ့ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ဒါကဒီလူကြောင့်မဟုတ်ပါဘူး။ဒီလူနဲ့တင်နေရှိတဲ့အခါမှာတင်ခံစားရကြောင်းဖြစ်ပါတယ်
တင်မပြောလဲဘာလို့လဲဆိုတာကိုလူတွေကမှတ်မိပါဘူးတင်ကသူတို့ကိုဘလို့ခံစားစေရတယ်လဲဆိုတာကိုပဲမှတ်မိကြပါတယ်စိတ်ခွန်အားပေးတဲ့သူကဒီချက်ကိုကောင်းကောင်းသဘောပေါက်ပြီးတော့သူ့ရဲ့ဒုတိယသဘာဝအကျင့်ဖြစ်အောင်လုပ်လို့ရှိပါတယ်ဒီကျင့်ကအခွင့်အရေးတိုင်းတခြားသူတွေမှာတွားပြီးတော့စိတ်ခွန်အားရှိအောင်တွတ်သွင်းပေးပါတယ်ဒီစိတ်ခွန်အားနေရာမှာကတင့်စီမှာစိတ်ခွန်အားရှိဖို့မေတ္တာရက်ခံထားပါတယ်နောက်ပြီးတော့တင်ကဘယ်နေရာမှာပဲရှိနေပါစေစိတ်ခွန်အားပြေဖို့ကြိုးစားဖို့အကြံပြုထားပါတယ်ဒါပေမဲ့တင့်စီမှာစိတ်ခွန်အားရှိရဲ့လို့မခံစားရဘူးဆိုရင်ဘာလုပ်ရမလဲဒီစိတ်ခွန်အားရဲ့ဇစ်မြစ်ကဘယ်မှာရှိလဲစိတ်ခွန်အားဆိုတာကမိမိဘဝအတွက်အပြည့်အဝတာဝန်ရှိရဆိုတာကိုလက်ခံပြီးတဲ့အခါမှာချက်ချင်းမေတ္တာတရားကျင့်နာမှုတရားနဲ့ပြုမှုနေထိုင်သွားတာပဲဖြစ်ပါတယ်လူတစ်ယောက်ဟာသူ့ဘဝကိုတာဝန်ယူတဲ့အခါကျမှသာအဲ့ဒီစိတ်ခွန်အားသူ့ကိုပြောင်းလဲဖို့အတွက်စုပ်ကိုင်နိုင်တာဖြစ်ပါတယ်တကယ်လို့သင်ကတခြားသူတွေကိုပဲအပြစ်တင်နေမယ်ဆိုရင်တင့်စီမှာပါဝါမရှိပါဘူးတင့်စီမှာစိတ်ခွန်အားဆိုတာမရှိပါဘူးတင့်ဘဝကိုထိန်းချုပ်ဖို့တပားသူကိုပေးထားတဲ့အတွက်ဒါမှမဟုတ်တခြားတစ်ခုခုကိုပေးထားတဲ့အတွက်သင်ဟာတင့်ဘဝကိုမပြောင်းလဲနိုင်ပါဘူးဒီစိတ်ခွန်အားနေရာမှာကိုလက်ကင်ထားမယ်ဆိုရင်သင်လိုချင်တဲ့ပုံစံတိုင်းသင်ဘဝကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာဟာအင်အားကြီးနေရာမှာတစ်ခုဖြစ်ရတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်သင်သဘောပေါက်တဲ့အခိုက်အတန့်လေးနဲ့စပြီးသင်ဘဝကိုပြောင်းလဲပြဖို့သင်ရဲ့အရေးချင်းကိုပေါ်လာစေပါတယ်သင်ကဘာကိုပြောင်းလဲချင်တာလဲပြောင်းလဲလိုက်ပါရွေးချယ်လာတဲ့လူတစ်ခုပဲလိုပါတော့တယ်အလန်းတော့ဝေးပါတယ်သင်ရွေးလိုက်ပါတော့အချိန်မရှိဘူးလားအချိန်စီမံခန့်ခွဲတာတို့အလုပ်ကိုဦးစားပေးတဲ့နည်းအများကြီးရှိပါတယ်ရွေးလိုက်ပါအဲ့ဟာထားဖို့ပြင်းနေရလားထားဖို့ရွေးလိုက်ပါကိုလက်လေ့ကျင့်ကမလုပ်ချင်ဘူးလားလေ့ကျင့်ဖို့လုပ်တဲ့သူကိုရွေးလိုက်ပါသင်ရဲ့ဘဝအသစ်ဟာသင်ရဲ့ရွေးချယ်မှုလက်တကမ်းလေးအကွာမှာပဲရှိနေပါတယ်အခန်း7ဖြစ်နိုင်ခြေအားလုံးနေရာမှာဖြစ်နိုင်ခြေအားလုံးနေရာမှာပြောတာကတဦးတယောက်ဟာဘာအိမ်မက်ပဲမက်မက်အဲ့ဒါကိုအကောင့်ထဲဖွင့်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်စကြဝဠာတွေကအကန့်အသတ်တွေဆိုတာမရှိပါဘူးဒါပေမဲ့စိတ်ထဲမှာပဲအကန့်အသတ်ကရှိနေတာပါဘဝမှာဖြစ်နိုင်ခြေအားလုံးဟာသင်အတွက်ရနိုင်တာကြီးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီဖြစ်နိုင်ခြေကိုရရှိဖို့အတွက်ခွန်အားဟာလည်းစိတ်ထဲမှာပဲရှိရလို့ဆိုရပါတယ်ဒီနေရာမှာကသင်ရဲ့စိတ်ထဲမှာပဲရှိရခွန်အားကိုအတိမတ်ပြုဖို့ဖိတ်ခေါ်ထားပါတယ်ဒီချိန်လေးမှာသင်ဘဝတွေကဖြစ်နိုင်ခြေတစ်ခုကိုဆုံးဖြတ်နိုင်ပါတယ်အနာဂတ်မှာသင်ဖြစ်ချင်တဲ့ဘဝကိုဖန်တီးနိုင်ပါတယ်ဖြစ်နိုင်ခြေဘာရှိလဲဆိုတာအကန့်အသတ်မရှိပါဘူးဒါကတိမ်မြုပ်နေတဲ့စွမ်းရည်တွေကိုလမ်းဖွင့်ပေးတဲ့ဘဝရဲ့နေရာမှာဘဝရဲ့ဥပဒေကောင်းတစ်ခုဖြစ်ပါတယ်လက်ရှိသင်စီမှာဖြစ်နေတဲ့ဖြစ်စေခြင်းတဲ့အရာတိုင်းဟာဖြစ်နိုင်တယ်ဆိုတဲ့စိတ်ခွန်အားကိုစိတ်ကူးကြည့်လိုက်ပါဘဝဆိုတာဒီလိုဖြစ်နိုင်ခြေအားလုံးရှိနေတာဖြစ်ပြီးတော့အကောင့်ထဲပေါ်လာစေတာပဲဖြစ်ပါတယ်ဒီဖြစ်နိုင်ခြေအားလုံးနေရာမှာကိုထည့်သွင်းစဉ်းစားတာဟာသင်ဘဝမှာဖြစ်စေခြင်းတာကိုဖြစ်ဖို့ခွန်အားပေးလိုက်တာပဲဖြစ်ပါတယ်ဒီဥပဒေသားကိုသိတာကပို့ပြီးတော့တဲတဲကွက်ကွက်ဖြည့်ပေးဖို့လိုအပ်တဲ့အရေးကြီးတဲ့အမေခွန်းတစ်ခုပေါ်ပေါက်လာပါတယ်သင်ဖန်နီးနေတာပါလေသင်ပတ်ဝန်းကျင်ကလူဘယ်နှယောက်ကဖြစ်နိုင်ခြေတစ်ခုအနေနဲ့ဆက်ဆက်နေလဲအနာဂတ်မှာသင်ကိုဘယ်လိုမျိုးသိတာမျိုးလိုချင်တယ်လဲဒီမေခွန်းတွေကဘဝမှာသင်ဖြစ်စေခြင်းနဲ့အလားအလာအခွင့်အလမ်းတွေကိုစဉ်းစားတဲ့အခါမှာအထောက်အကူပြုမှာပဲဖြစ်ပါတယ်အခန်း7ချစ်ချင်းမေတ္တာညီယာမဘဝမှာပျော်ပျော်နေသွားဖို့အနိမအစဉ်လာကတော့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်ချစ်ချင်းမေတ္တာညီယာမကသင်ဟာမေတ္တာတရားရောင်ကြီးဖြာလာတဲ့အခါမှာပျော်ရွှင်ချမ်းမြေ့မှုအမြင့်ဆုံးကိုရောက်ရှိသွားတယ်လို့ဆိုထားပါတယ်ဘဝမှာချစ်ချင်းမေတ္တာနဲ့စပြီးချစ်ချင်းမေတ္တာနဲ့အဆုံးသတ်ပါတယ်ဒါကတော့အနိမအမှန်တရားပါတခြားဘဝနေရာမှာအားလုံးရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့အားလုံးချစ်ချင်းမေတ္တာပျော်ရွှင်ချမ်းမြေ့မှုနဲ့တတိရှိရဲ့စိတ်ပေါင်းနဲ့ပြည့်စုံတဲ့အခြေအနေတစ်ခုကိုရရှိစေဖို့ပဲဖြစ်ပါတယ်ချစ်ချင်းမေတ္တာဆိုတာကတဘာဝအလျောက်ဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့တဘာဝအလျောက်ဖြစ်နေတဲ့ခံစားမှုတစ်ခုလည်းဖြစ်ပါတယ်။သိရင်ထဲမှာတခြားသတ္တဝါတွေအတွက်မေတ္တာတရားကိုနှလုံးသွင်းထားရင်မနာလိုစိတ်မုန်းတီးစိတ်စတဲ့မကောင်းတဲ့စိတ်လှုပ်ရှားမှုခံစားချက်တွေကိုရှင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။ကံကြမ္မာနိယာမှာ12ချက်မှာပါဝင်တဲ့အာယုံစူးစိုက်မှုနိယာမှာအကြောင်းဖော်ပြထားသလိုတစ်ချိန်ထဲမှာသင်ကမတူညီတဲ့အကြောင်းအရာတစ်ခုကိုမစဉ်းစားနိုင်ပါဘူး။ဒါကြောင့်မိတ်ဆွေအပေါင်းအသင်းပေါ်မှာမေတ္တာထားတာမကောင်းတဲ့စိတ်ခံစားချက်တွေစိတ်လှုပ်ရှားမှုတွေကိုဖယ်ရှားပစ်ဖို့ထိရောက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။သင်ကအခုဘာကိုစောင့်နေရပါလဲ။သင်ပတ်ဝန်းကျင်ကိုချက်ချင်းမေတ္တာဖြန့်ကျက်ပေးလိုက်ပါ။ဒီစာအုပ်ကိုမိတ်ဆွေတယောက်စီလက်ဆင့်ကမ်းပေးလိုက်ပါ။တယောက်ယောက်ကိုစားစရာအတွက်ချက်ပြုတ်ပေးလိုက်ပါ။တယောက်ယောက်ကိုအမ်းငွေပေးလိုက်ပါ။လူစိမ်းတယောက်ကိုပြောပြလိုက်ပါ။တယောက်ယောက်ကိုသင်ကချစ်ခင်ကြောင်ပြောပြလိုက်ပါ။ပတ်စံများများပေးပါ။အိုးမဲ့အိမ်မဲ့ဖြစ်နေလူတယောက်ကိုနေလေစာဝယ်ကျွေးလိုက်ပါ
ကျေးဇူးတင်ကြောင်းစာနဲ့လက်နဲ့ရေးပြီးတော့တင်းပွားတဲ့လူတစ်ယောက်ကိုပို့ပေးလိုက်ပါတန်းစီနေတဲ့ထဲကတင်းရဲ့နောက်လူအတွက်ငွေရှင်းပေးလိုက်ပါဘာအကြောင်းပြချက်မှမရှိဘဲနဲ့တင်းရဲ့လက်တွဲကိုပန်းနေပို့လိုက်ပါတင်းရဲ့လုပ်ဖို့ကိုင်းဘက်တွေကိုရေမောအောင်လုပ်ပေးလိုက်ပါတင်းလုပ်ပေးနိုင်တာတွေအများကြီးရှိနေပါတယ်အခုကစပြီးတော့တင်းကမြစ်တာပို့လို့ရနေပါပြီဆောက်လေးကတော့ဒီမှာပဲအဆုံးသတ်သွားပါတယ်အခုဆိုရင်တင်းမှာဘဝရဲ့နှီးရမှာ12ချက်ကိုရရှိသွားပါပြီနေပေတိုင်းမှာပိုင်နိုင်ကျွမ်းကျင်ဖို့အတွက်ဒီနှီးရမှာတွေကိုအသုံးချပါတင်းဘဝအခြေအနေမှာစိတ်ခွန်အားတိုးတက်စေဖို့အကောင့်ထဲပေါ်ပါသုံးလိုက်ပါနောက်ဆုံးတော့ချစ်ချင်းမြတ်တာတွေကိုနေရာနဲ့ပို့ပေးတဲ့လူသားတစ်ယောက်ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးအားပေးသွားလို့ရပါတယ်ခင်ဗျာ